အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ Shahana Forex Trading System ရဲ့ဒုတိယမြောက် method ဖြစ်တဲ့ Five Reversal Points အကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ Forex Market မှာကြည့်မယ်ဆိုရင်ဘယ် currency ပဲအတွဲကိုပဲကြည့်လိုက်ဈေးတန်းတစ်ခုကအမြဲတမ်းကြီးလဲအတက်ကြီးပဲလဲသွားမနေသလိုအမြဲတမ်းလဲအကျကြီးပဲကိုလဲဆင်းနေတာမျိုးမရှိဘူးเนาะသူဒီတက်ကြလေးတွေနဲ့ဒီလိုမျိုးစီးချက်ညီလေးတွေဖြစ်ပြီးတော့မှအတက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းပြန်ကျတဲ့အကျက reversal မဖြစ်ဖ ೇನೆ သူက retreat ဖြစ်ပြီးတဲ့နောက်မှာเนาะဒီ EMA 90 200တွေကိုဒါထောက်ပြီးတော့မှ continuation ဆက်သွားတယ်ပိုမြင့်သွားပြီးတော့ဒါအတက်ကိုတက်သွားတာအလားတူပဲအကျဆင်းတယ်ဆိုလို့ရှိရင်လည်းသူဒီ EMA 90 200ကိုဖောက်ဆင်းလာတယ်အဲ့နောက်ပြန်တက်ဖို့ကြိုးစားတာကလည်းဒီ EMA 90 200ကိုမကြော်ဘဲနဲ့ပြန်ပြီးတော့အကျကိုပိုပြီးတော့เนาะဒီနှိမ့်ကြတဲ့အကျတွေနဲ့ပိုပြီးဆင်းသွားရင်းနဲ့ဒါ down trend ကိုဆင်းသွားတာเนาะဒါကဒီ forex မှာ market ရဲ့သွားနေတဲ့ပုံစံလေးတွေအဲ့တော့ကျွန်တော်တို့ကဘယ် time frame ဘယ် currency မှာပဲကြည့်လိုက်ဈေးတန်းတစ်ခုဒီအမြဲတမ်းကြီးတက်မှတ်တဲ့ကြီးရွေ့နေတာမျိုးတော့မဟုတ်ဘူးဥပမာကျွန်တော်တို့ဒီမှာ day 1လိုမျိုးမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါသူဒီတောက်လျှောက်ကတော့ဒါ day 1မှာเนาะဒီ ACU ဆိုလို့ရှိရင်တောက်လျှောက်စပြီးတော့เนาะဒီအတက်ကိုပဲသွားနေတာနှစ်ပေါင်းအတော်ကြာနေပြီဒါပေမဲ့လည်းလောင်တန်းအရကြည့်ရင်တော့အတက်ကြီးကိုတောက်လျှောက်သွားနေလို့ထင်ရပြီမဲ့သူ့မှာလည်းတက်တက်မှတ်သေးကြီးတစ်ဖြောင်းနဲ့ကြီးတက်သွားတာတော့မဟုတ်ဘူးကျွန်တော်ဂျားမှာ retreat လေးတွေရှိတယ်เนาะတစ်ခါတလေမှာ reversal လေးတွေလည်းပြန်ပြီးတော့ကျွန်တော်တို့တွေ့ရတတ်တယ်အခုဒီမှာဆိုလို့ရှိရင်ဒါတောက်လျှောက်ဒါ reversal ဆင်းထားတယ်အဲ့တော့ daily လိုမျိုးမှာဒီလိုနာကြီးတွေမှာဆိုတာနေတဲ့အရွေကြီးတွေမဟုတ်ဘူးအဲ့တော့ तू ကတစ်ဖြောင်းနဲ့ကြီးတော့အတက်ကိုကြီးပဲသွားနေတာမဟုတ်ဘူးဂျားထဲမှာအကျတွေလည်းလာတယ်အဲ့လိုမျိုးအတက်ပြီးရင်အကျပြီးရင်အတက်ဒီလိုမျိုးလာတဲ့အနေအထားလေးတွေမှာကျွန်တော်တို့ကเนาะဒီ forum မှာဒီအတက်နဲ့အကျကိုပဲအဓိကလိုက်ပြီးတော့အယောင်းဝယ်လုပ်ကြတာအဲ့အတွက်ကျွန်တော်တို့ကဘယ်နေရာမှာဈေးတန်းကတက်သွားနိုင်တယ်ဘယ်နေရာမှာဈေးတန်းကပြန်ပြီးတော့ကျလာနိုင်တယ်ဆိုတော့ဒီ point ကလေးကိုသာကျွန်တော်တို့ကမှန်ကန်သုံးသပ်နိုင်မယ်ဆိုရင်အောင်မြင်တဲ့ trade တစ်ခုကိုရရှိနိုင်တယ်ဒါကြောင့်ကျွန်တော်တို့အဓိကသိရမှာကဘာလဲဆိုရင်ဘယ်နေရာကတော့ဈေးတက်သွားနိုင်တယ်ဘယ်နေရာကတော့ကျသွားနိုင်တယ်ဆိုတော့ဒီ point လေးကိုကျွန်တော်တို့ကသိဖို့လိုတယ်เนาะဒါကိုသိပြီဆိုတာကျွန်တော်တို့ဒီ forex လောကမှာเนาะဒီ forex market မှာအေးဆေးဒါအယောင်းဝယ်လိုက်လို့ရပြီအဲ့တော့ဒီဒုတိယမြောက် method ဖြစ်တဲ့ five reversal point ကဆိုရင်ဒီလိုမျိုးအတက်ပြီးရင်အကျပြီးရင်အတက်လာနိုင်တဲ့အကောင်ဆုံးသောနေရာ9နေရာကိုကိုစားပြုတယ်เนาะအဲ့တော့ဘယ်လိုနေရာတွေလဲဆိုတာကျွန်တော်တို့တစ်ချက်ဒါကြည့်ကြည့်မယ်အဲ့တော့ဒီနေရာမှာမြင်သာအောင်လို့တော့ကျွန်တော်ကိုယ်တိုင်ကလည်းဒါဒီ short term သမားဖြစ်တဲ့အတွက် time frame အနှိမ့်မှာပဲအဓိကဦးစားပေးပြီးပြောပြသွားမယ်เนาะဒီနီးဒီ time frame အနှိမ့်ရောအမြင့်ရော long term short term အကုန်လုံးမှာเนาะဒီ currency pair တိုင်း time frame တိုင်းမှာเนาะ long term short term အကုန်လုံးကိုအသုံးချလို့ရတယ်เนาะဘာကြောင့်လဲဒီနီးဒီတကယ် market ရဲ့เนาะအမှုအကျင့်တွေပေါ်မှာအခြေခံထားတာဖြစ်တဲ့အတွက်သူ့မှာပြောင်းလဲသွားတယ်ဆိုတာမရှိဘူး။သဘောတရားကဘယ် time frame ပဲလာဘယ် currency ပဲလာအတူတူပဲเนาะအဲ့ဒီအတွက် short term မှာပဲအဓိကထားပြီးပြောပြသွားမယ်เนาะ long term မှာလည်းဒီသဘောတရားပဲဖြစ်တယ်။ပြီးရင်လည်းအခုမှဒါစပြီးကြည့်မှဖြစ်တဲ့အတွက်เนาะဒီမြင်သာတဲ့အမှတ်ကလေးတွေကိုအဓိကရွေးပြီးတော့ပြောပြပေးသွားမယ်။เนาะဒါဆိုရင်ကျွန်တော်တို့ဒီအမှတ်5မှတ်ကပါတယ်လဲဆိုတာတစ်ချက်ကြည့်မယ်။အဲ့တော့ပထမဆုံးဒါကျွန်တော်တို့အတွက် first point เนาะပထမဆုံးအမှတ်ပေါ့။အဲ့တော့ဒီပထမဆုံးအမှတ်ဒီဘာကိုကိုစားပြုတယ်လဲဆိုရင်ဥပမာကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်ဈေးတန်းတစ်ခုတည်เนาะဒါကျွန်တော်တို့ဒီမှာဒါ pattern လေးတစ်ခုဖြစ်ထားတယ်เนาะဒီမှာဒီ pattern လေးဆိုလဲဒါကျင်းရာကနေတောက်လျှောက်ကျယ်လာတယ်ဒီမှာအရန်တော့မကျင်းသွားပေမဲ့လေเนาะဒီနားမှာဒါဘယ်လိုပဲဖြစ်ဒါเนาะ90အပေါ်ကိုလည်းဘန်းတစ်ဘန်းလုံးရောက်သွားပြီဒီမှာဘန်းလေးလည်းဒါကျင်းသွားပြီလို့ပြောလို့ရတယ်เนาะအဲ့တော့ဒီမှာဒါကျွန်တော်ရဲ့ Anglian pattern လေးတစ်ခုဒါဖြစ်ပေါ်ထားတယ်အဲ့တော့ဒီနေရာမှာเนาะဒီဒုတိယမြောက် method ကိုပြောလိုက်လို့ပထမ method ကပြီးခဲ့တဲ့ဗီဒီယိုတစ်ပုတ်ထင်းနေနေပြည့်စုံသွားပြီလားဆိုတော့မဟုတ်ဘူးเนาะသူ့မှာကျန်တဲ့ကျွန်တော်မပြောပြလိုက်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်အဲ့ဒီနေ့ကเนาะဒီ recording ကိုလည်းဒါကျွန်တော်အခြေအနေလေးတချို့ကြောင့်တနားရီနဲ့ရက်လိုက်ရတယ်ပြီးရင်လည်းအများစုကနောက်ပိုင်းမှာဒီဈေးကွက်သုံးသပ်ပုံတွေဆောင်ရန်ရှောင်းရန်တွေလောက်ပဲရှိတော့တာဖြစ်တဲ့အတွက်ပေါ့နော်နောက်ပိုင်းကဏ္ဍတွေမှာဒီအကြောင်းအရာတွေကိုအကုန်လုံးပြန်ပြီးပြောပြသွားမယ်အခုကကျတော့ပထမဆုံးအနေထားမှာဒီ pattern တွေ method တွေเนาะဒီ point တွေကဘာကိုဆိုလိုတာလဲဆိုတော့သဘောတရားကိုသိအောင်လို့ဒါပြောပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုတာ pattern လေးတစ်ခုဒါဖြစ်ထားပြီအဲ့လိုမျိုးဒါဈေးတန်းကဘန်းကျင်းရာကနေရွေ့သွားတဲ့နောက်မှာဘန်းကဖောင်းသွားတယ်ဘန်းဖောင်းတဲ့အလျောက်ကိုဈေးတန်းရွေ့ရင်ရွေ့တဲ့အလျောက်ကို price line ကလည်းလိုက်ပြီးတော့ဒါတက်လာတယ်တနည်းအားဖြင့် price line ဒီဈေးတန်းရွေ့ပြီဆိုတော့ဘန်းကိုဖောက်ထွက်သွားတာဥပမာဘယ်နေရာမှာပဲကြည့်လိုက်เนาะဒီမှာကြည့်မယ်ဆိုတာဈေးတန်းရွေ့တဲ့အလျောက်ကိုဘန်းဖောင်းတယ်ဘန်းဖောင်းတဲ့အလျောက်ကို price line ကဒီဘန်းတွေကိုဖောက်ထွက်တယ်ဘာကြောင့်လဲဆိုသူဒီကျင်းရာကနေစပြီးတော့ရွေ့လာရတာဖြစ်တဲ့အတွက်เนาะဘန်းကျင်းလေးကိုသူဖောက်ထွက်တာနဲ့เนาะသူကဘန်းကစဖောင်းပြီအဲ့အတွက်ဘန်းဖောင်းပြီဆိုတာနဲ့လေ price line က
band ကိုဖောက်ထွက်တာများတယ်เนาะကျွန်တော်ဘယ် time frame မှာပဲကြည့်လိုက်ဘယ်အနေထားမှာပဲကြည့်လိုက် band ဖောင်းတာနဲ့ price ကအမြဲတမ်းသူက band ကိုဖောက်ထွက်သွားတယ်အဲ့လိုမျိုး band ကိုဖောက်ထွက်သွားပြီးတဲ့နောက်အထဲကိုပြန်မဝင်လာခင်အမှတ်တိုင်းကိုကျွန်တော်တို့က fast point အနေနဲ့သတ်မှတ်တယ်ဥပမာဒါမှဆိုတာเนาะဒီနာအမှတ်ကလေးဒီလေဒါကျွန်တော်တို့က fast point လို့ပြောလို့ရတယ်ဒီကောင်ဒီဘန်းအပြင်ကိုထွက်သွားပြီးတဲ့နောက်သူကအထဲကိုမဝင်လာခင်နောက်ဆုံးအမှတ်ဖြစ်သွားတယ်အဲ့ဒီအတွက်ဒါကျွန်တော်တို့ကသူ့ကို fast point အနေနဲ့သတ်မှတ်တာအဲ့တော့ fast point အကြောင်းเนาะ fast point ရဲ့ဂုဏ်သတ္တိကိုပြောရမယ်ဆိုရင်ဘန်းဖောင်းသွားပြီးတဲ့နောက်အပြင်ကိုဖောက်ထွက်သွားတဲ့ bright line အထဲကိုပြန်မဝင်လာမချင်းနောက်ဆုံးအမှတ်ကိုဒါကျွန်တော်တို့က fast point လို့ခေါ်တယ်ပြီးရင်တတိထားရမှာကဘာလဲဆိုရင်ဒီ point 5 point လုံးတည်တစ်ခါထက်မကဖြစ်တတ်တယ်တခါတည်း fast point လေးပေါ်လိုက်တာနဲ့တောက်လျှောက်တန်းပြီးဘက်ပြန်မယ်လို့မပြောနိုင်ဘူးเนาะသူဒီအချိန်ချင်းဖြစ်ကောင်းလည်းဖြစ်နေနိုင်တယ်ဒါကိုတော့တတိထားမယ်အဓိကကသူ့ရဲ့ဂုဏ်သတ္တိကိုကျွန်တော်တို့ကနားလည်နေဖို့ပဲလိုတယ်เนาะအဲ့တော့ fast point ဆိုတာဒီဘန်းဖောင်းသွားပြီးတဲ့နောက်အပြင်ကိုထွက်သွားတဲ့ bright line အထဲကိုပြန်မဝင်လာမချင်းနောက်ဆုံးအမှတ်ကလေးကိုဒါကျွန်တော်တို့က fast point အနေနဲ့သတ်မှတ်တာအဲ့ဒီ fast point ကနေကျွန်တော်တို့ကဈေးတန်းကဘက်ပြန်သွားတဲ့အခြေအနေလည်းအများကြီးရှိတယ်အဲ့တော့ဒါဒီနေရာမှာတော့ဒါသူကเนาะဒီတောက်လျှောက်ဘက်ပြန်မသွားဘူး။ဘာကြောင့်ဒီနားကိုဒါကျွန်တော်အဓိကရွေးပြောလဲဆိုရင်ဒီ point 5 point လုံးဒီနားမှာရှင်းရှင်းလင်းလင်းလေးရှိနေတဲ့အတွက်အဲ့တော့ first point ကနေတောက်လျှောက်ကျွန်တော်ဘက်ပြန်တဲ့အနေအထားတွေကိုတစ်ချက်လိုက်ကြည့်မယ်။ဥပမာအားဖြင့်ကြည့်မယ်ဆိုရင်ဒီမှာဒီနားကိုကြည့်မယ်ဆိုပထမဆုံးဒါဘန်းဖောင်းတဲ့ bright line အပြင်ကိုထွက်သွားပြီးတဲ့နောက်မှာတောက်လျှောက်ပဲဒီ first point ကနေဈေးတန်းကဘက်ပြန်သွားတယ်။တောက်လျှောက်အတက်ကြီးကိုသွားလိုက်တယ်။အဲ့တော့ဒါ first point ကနေတောက်လျှောက်ဒီဈေးတန်းကဘက်ပြန်သွားတဲ့အနေအထားကိုတွေ့ရလိမ့်မယ်။နော်ပြီးရင်လည်းတစ်ခါကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်တောက်လျှောက်ဘန်းကိုဖောက်ထွက်သွားပြီးတဲ့နောက်မှာဒီ first point ကနေပဲတောက်လျှောက်တာဘက်ပြန်လာတယ်အဲ့တော့ဒီလိုမျိုးဒါတောက်လျှောက်သူဘက်ပြန်ပြီးတော့ကျွန်တော်တို့ကတောက်လျှောက် reversal လည်းဖြစ်သွားနိုင်တယ်လို့ retreat လည်းဖြစ်သွားနိုင်တယ်ဒါကတော့ကျွန်တော်တို့အတက်ပြောလို့မရဘူးတော့မှဒီအမှတ်ကနေသူဒီတောက်လျှောက် down trend ကြီးကို reversal လုံးကြီးပြန်သွားတာလည်းဖြစ်သွားနိုင်တယ်မပြန်ရင်လည်းမပြန်နိုင်ဘူးဒါတွေကတော့ကျွန်တော်တို့ကဒီ level 50ကိုရောက်မှသာလျှင်ဒါကျွန်တော်တို့ကသူဒီတောက်လျှောက်ဘက်ပြန်ပြီလားဒါမှမဟုတ် continuation ဆက်သွားမယ် retreat တာပဲလားဆိုတာကပြောနိုင်မှာအလားတူပဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ first point ကနေပဲဈေးတန်းဒီတောက်လျှောက်ဘက်ပြန်လာခဲ့တယ်ဒီ90နေရာကိုမဖောက်နိုင်သေးတော့သူဒီ continuation သွားနေမှာပဲတော့ဒီသဘောတရားအရာတမှာမဖောက်နိုင်လို့သာ continuation ဆက်သွားတာတော့တကယ်ဆိုဒီနားကနေပဲတောက်လျှောက်အကျဆင်းမယ်ဆိုလဲဆင်းသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီလို first point တွေကိုတွေ့တာနဲ့လဲဈေးတန်းဒီဗက်မြန်းပြန်နိုင်မလားဆိုတာကိုသတိထားရတော့မှာဟုတ်ပြီနော်အဲ့တော့ဒီမှာဒါတွေအကုန်လုံးဒီဒါ first point တွေကနေဒါဘက်ပြန်သွားတဲ့ပုံစံလေးတွေကိုပြပေးတာเนาะဒီမှာကြည့်မယ်ဆိုတော့ဒါ first point ကနေတောက်လျှောက်ကတက်လာတဲ့အရွေးကြီးဒီမနေမနှောကြီးပဲအလားတူပဲကျွန်တော်တခြား time frame တွေမှာလည်းထုံးနည်း၎င်းမယ်เนาะဒီ first point မှာဒီမှာဆိုလဲဒါ first point ကနေကိုတောက်လျှောက်ပြန်ပြီးတော့ရွေ့သွားလိုက်တဲ့အရွေးကြီးတွေဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီမှာ first point ကနေပဲတောက်လျှောက်ကိုဈေးတန်းကအရွေးကြီးအကြီးကြီးပဲเนาะအဲ့တော့ကျွန်တော်တို့ဒါ first point ကနေလည်းဒီလိုမျိုးတွေဘက်ပြန်တက်တယ်ဆိုတာကိုနားလည်မယ်လို့ထင်တယ်ဒါဆိုဒါကျွန်တော်တို့က first point လေးတစ်ချက်ပြီးပြီအဲ့တော့အဲ့ဒီ first point ဒီသူကနေနော် first point ဖြစ်ပြီဆိုတော့တောက်လျှောက်ဘက်မပြန်ရင်သူဘယ်လို continuation တွေသွားတတ်တယ်လဲဘယ်လိုမျိုးသွားတတ်တယ်လဲဆိုပထမတစ်ချက်ဒီအခုလိုမျိုးသူဒီဘန်းကိုပြန်လာနင်းပြီးတဲ့နောက်မှာဆက်ပြီးတော့ continuation ဆက်ပြီးရွေ့နေတယ်ဥပမာအဖြစ်ဒီမှာကြည့်မယ်ဆိုရင်ပထမတစ်ချက် first point လေးဖြစ်တယ်တောက်လျှောက်ဘက်ပြန်လို့ရတယ်မပြန်နိုင်တော့ဘာဖြစ်လဲဆိုဘန်းကိုနင်းပြီးတော့နောက်တစ်ချက်ပြန်တက်တယ်အလားတူပဲဒီမှာလည်းနောက်ထပ် first point တစ်ခါပြန်ဖြစ်တယ်တောက်လျှောက်ဒီကနေလည်းအကျဆင်းလို့ရရတာနဲ့မဆင်းမဲ့နဲ့ဘန်းကိုထပ်နင်းပြီးတော့နောက်ထပ်ပြီးတော့တက်တယ်အလားတူပဲဒီမှာလည်းနောက်ထပ်ဘန်းကိုနင်းပြီးထပ်တက်သွားတယ်နော်စသဖြင့်ဒီလိုမျိုးလေးတွေဒါဘက်ပြန်တက်တယ်နော်ဒါဒီအတက်ပဲဖြစ်ဖြစ်အကျပဲဖြစ်ဖြစ်သဘောတရားအတူတူပဲနော်ဒီမှာအကျဆိုလည်းကြည့်မယ်ဆိုရင်အပြင်ကိုထွက်သွားတယ်ဘန်းကိုနင်းတယ်ပြန်ဆင်းတယ်ဘန်းကိုနင်းတယ်ပြန်ဆင်းတယ်နော်တစ်ခါတလေမှာသူကဘယ်လိုဖြစ်တယ်လဲဆိုရင်အထဲကိုဝင်လာပြီးအဲ့ signal line နာတကြောကလေးကနေနော်ပြန်ပြီးတော့ continuation သွားတတ်တယ်နော်ဒီမှာ straight signal line လေးကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့အထဲကိုတစ်ခါလေးမှာဘန်းကိုနင်းတတ်တယ်လို့တစ်ခါတလေမှာဘန်းကိုကြော်ပြီးတဲ့နောက်မှာနော်ဒီ signal line နာတကြောကလေးတနည်းအားဖြင့် signal line နဲ့ပေနာတကြောကလေးကနေသူဒီ continuation ဆက်သွားတတ်တယ်။ဒါမှကြည့်မယ်ဆိုတာနှစ်ခါသုံးခါလောက်ကိုဒီ signal line လေးကိုကန်ပြီးတော့ကို continuation ဆက်သွားနေတာ။ဒါမှကြည့်မယ်ဆိုတော့ဒါပထမတစ်ချက်ဘန်းကိုနင်းတယ်ပြန်ပြီးတော့ continuation သွားတယ်အထဲကိုပြန်ဝင်တယ်နော်ဒါမှလည်းဒါ signal line ကိုနည်းနည်းကြော်သွားတယ်။တနည်းအားဖြင့်ခုနပြောသလိုပဲ signal line နဲ့ဒီပေနာတကြောလေးကနေပဲနော်သူဒီဆက်ပြီးတော့ဒါ continuation တွေသွားတတ်တယ်။နော်ဒါကဒီ first point ကနေသူဒီတောက်လျှောက် reversal မပြန်ဘူးဆိုရင် continuation သွားတတ်တဲ့ပုံစံနော်ပြန်ပြောရရင်ပထမတစ်ချက်ကဘန်းကိုနင်းပြီးတော့ continuation သွားတတ်တယ်ဒုတိယတစ်ချက်က signal line ဒါမှမဟုတ်လို့ရှိရင် signal line နဲ့ဒီ page ကြားလေးကနေသူဒီ continuation ဆက်ပြီးတော့သွားတတ်တယ်အဲ့တော့ဒါက first point ပြီးသွားပြီဆိုရင်
first point ကနေသူက continuation ဆက်သွားပြီးတဲ့နောက်မှာဘာပြန်ဖြစ်လဲဆိုရင် second point တစ်ခါပြန်ဖြစ်တယ်ဒါဆိုရင် second point ကိုကျွန်တော်ဘယ်လိုသတ်မှတ်မလဲဆိုရင် second point ကကျတော့အဲ့ first point ကနေနော်တောက်လျှောက် continuation သွားတဲ့ bright ဒီဘန်းထဲကိုဝင်လာပြီးတဲ့နောက်ဘန်းကိုပြန်ပြီးဖောက်မထွက်တော့တဲ့အမှတ်ကိုကျွန်တော်တို့က second point အနေနဲ့သတ်မှတ်တယ်ဥပမာအားဖြင့်ဒီမှာကြည့်မယ်ဆိုရင်ဒီနားလေးဒီဒါ second point ဖြစ်တာတယ်သူဒီဘန်းထဲကိုဒီမှာတော့နော်ဒါကျွန်တော်ကြည့်မယ်ဆိုရင်သူက first point ကနေဘန်းကိုနေပြီး continuation ဆက်သွားတယ်နော်သွားပေမဲ့သူကဘန်းကိုပြန်ပြီးတော့ခုနလိုမျိုးဖောက်မထွက်နိုင်တော့ဘဲနဲ့ဘန်းထဲကိုဝင်လာတဲ့အနေထားနော်ဘန်းကိုပြန်မဖောက်တော့တဲ့အနေထားလေးဖြစ်သွားတဲ့အတွက်ဒါကို second point လို့သတ်မှတ်တယ်တနည်းအားဖြင့်ဒီမှာထပ်ပြီးတော့မြင်သာအောင်ကြည့်မယ်ဆိုရင်ဒီအမှတ်ကလေးဒီဒါပို့ပြီးတော့ပြီးပြင်းတယ်နော်ဒီမှာသူဒီ first point ကနေအထဲကိုဝင်လာပြီးရဲ့နောက်မှာထပ်ပြီးတော့ continuation သွားဖို့ကြိုးအဲ့တော့ဒီနားမှာဒီအခြေအမှတ်ကလေးနော် first point နဲ့အဲ့ second point ရဲ့ကြားထဲမှာအခြေမှတ်ရှိတယ်တနည်းအားဖြင့်ပြောရင် first point ကနေသူကတောက်လျှောက်ဘက်ပြန်ရမယ်ဆိုဘက်မပြန်မယ်နဲ့သူ continuation သွားမယ်အခြေမှတ်ကလေးတွေဒီနားလေးကိုဒါကျွန်တော်တို့က first point ရဲ့အခြေမှတ်လို့ခေါ်တယ်เนาะတစ်အခြေမှတ်ကလေးလို့ဒါကျွန်တော်တို့ကသတ်မှတ်ထားတယ်ဥပမာဓမ္မကြည့်မယ်ဆိုရင်လည်းဒါဒီ band ကိုနင်းသွားတဲ့နေရာလေးဒီဒါသူ့ရဲ့တစ်အခြေမှတ်ကလေးဖြစ်သွားတယ်။တစ်အခြေမှတ်ကနေသူကဆက်ပြီးတော့ continuation သွားမယ်ဆိုရင်တစ်ကိုလည်းတစ်အမှတ်တွေလည်းဆက်ဖြစ်သွားနိုင်တယ်လို့ band ကိုဖောက်မထွက်တော့ဘူး band ထဲကိုပဲဝင်သွားပြီဆိုရင်တော့ဒါကျွန်တော်တို့က second point အဖြစ်သတ်မှတ်တယ်။အဲ့တော့အခုဒီမှာဒီလိုမျိုး band ကိုနင်းပြီးဆက်ပြီးတက်နေသေးတာကျွန်တော်တို့ဒီမှာ first point နေဖြစ်တယ်ဒီမှာဒါတစ်အခြေမှတ်ကလေးဖြစ်တယ်ထပ်ပြီးတော့သူက band ကိုဖောက်ထွက်သွားတဲ့အတွက်ဒါဒီမှာပြန်ပြီးတော့တစ်အမှတ်ပြန်ဖြစ်တယ်။နော်ကျွန်တော်ပြောသလိုပဲဒီ point 5 point လုံးဒီတစ်ခါထက်မကဖြစ်တတ်တယ်နော်အဲ့အတွက်ဒီမှာတစ်ခါမကဖြစ်သွားတယ်ဖြစ်ပြီးရနောက်မှာဘာပြန်ဖြစ်လာလဲဆိုဒီမှာအထဲကိုဝင်လာပြီးရနောက်ထပ်ပြီး continuation သွားဖို့ကြိုးစားပေးမယ်ဘန်းကိုမဖောက်နိုင်တော့ဘူးဆိုရင်ဒီအမှတ်လေးဒီဒါ second point လို့ဒါကျွန်တော်ကသတ်မှတ်လို့ရတယ်ဒါက second point ရဲ့သဘောနော်အဲ့တော့ second point ဆိုတာဒီတနည်းအားဖြင့်ပြောရရင် first point ကနေတောက်လျှောက်ဘက်ပြန်ရမယ်ဇီရန်ဒီဘက်မပြန်မဲနဲ့အခြေမှတ်ကလေးတွေကနေဆက်ပြီး continuation သွားရကနေတစ်ချိန်မှာဘန်းကိုသူကဖောက်မထွက်နိုင်တော့ဘဲနဲ့နော်ဘန်းထဲကိုပဲရောက်သွားတဲ့အမှတ်ကလေးကိုတော့ကျွန်တော်တို့က second point လို့သတ်မှတ်တာဟုတ်ပြီနော်အဲ့ဒါဆိုတာ first point နဲ့တည်ပြီး second point ရဲ့သဘောကိုလည်းတည်ပြီးအဲ့တော့အလားတူပဲခုနက first point လိုပဲ second point ကနေသူဒီတောက်လျှောက်ဘက်ပြန်ရင်ဘက်ပြန်ဘက်မပြန်ရင်သူဒီ third point ကိုလည်း continuation ဆက်သွားတတ်တယ်အဲ့တော့ third point ကိုသူဘယ်လိုမျိုးသွားလဲဆိုအဲ့တော့ဒီမှာ second point ကလေးကနေဒီဈေးတန်းကတောက်လျှောက်တာအကြကိုဆင်းလာတယ်ဆင်းလာပြီးရဲ့နောက်မှာဘေနာတကြောကိုရောက်လို့ရှိရင်သူဒီအဲ့ဘေးကိုဖောက်ဆင်းစီမဆင်းရင်တောက်လျှောက် continuation ဆက်ပြီးတော့တက်သွားတဲ့အမှတ်ကလေးဒီနောက်ဆုံးဘန်းကိုလည်းသူဖောက်မထွက်တော့ဘူးဆိုရင်အဲ့ဒီအမှတ်ကိုကြတော့ဒါကျွန်တော်တို့က third point လို့ပြန်ပြီးတော့သတ်မှတ်တယ်နံပါတ်2အမှတ်ကလေးကနေဈေးတန်းကအထဲကိုတောက်လျှောက်ပြန်ပြီးတော့သူကဘက်ပြန်လာတယ်เนาะဒီနေရာမှာတော့အလုံးစုံကြီးဒါ reversal ဆင်းတာတော့မဟုတ်သေးဘူးဆင်းကောင်းဆင်းသွားနိုင်တယ်ဆိုတဲ့အဆင့်ပဲရှိသေးတယ်အဲ့လိုမျိုးတောက်လျှောက်သူအထဲကိုဝင်လာပြီးဘက်ပြန်လာရင်းနဲ့မှဒီဘေးကလေးကိုမဖောက်နိုင်တော့ဘူးဆိုတဲ့အချိန်အဲ့ဘေးကိုထောက်ပြီးတော့ဆက်ပြီးရွေ့သွားတဲ့အရွေ့ပြီးရင်အဲ့ဒီအရွေ့ဒီလည်းဘန်းကိုပြန်ပြီးတော့မဖောက်တော့ဘူးဆိုတဲ့အမှတ်ကိုတော့ဒါကျွန်တော်တို့က third point အနေနဲ့သတ်မှတ်တာဒါမှဆိုတာ first point လည်းကျွန်တော်တို့သိပြီနော် second point ကိုလည်းသိပြီ third point ကိုလည်းသိပြီအဲ့တော့အဲ့ဒီခုနကတော့ကဒီ2နဲ့3ရဲ့ဂျားတွေကဘေးထောက်သွားတဲ့ဒီအမှတ်ကလေးကိုတော့ဒါကျွန်တော်တို့က2ရဲ့အခြေမှတ်လို့ခေါ်တယ်နော်ဒါလေးကိုဒါ2ရဲ့အခြေမှတ်ဘာလို့လဲဆို2ဒီ3ဖြစ်သွားဖို့3ကိုဆက်ရွေးဖို့အတွက်သူဒီနားမှာလာပြီးအခြေတည့်ရတာအဲ့လိုဒီနားလေးကိုအခြေတည့်ပြီးအခြေချပြီးတော့မှသူကနောက်တစ်ဆင့်ကိုဆက်ပြီးတော့ခုံသွားတာအလားတူပဲဒီ1နဲ့2ကြားထဲမှာရှိတဲ့နော်1ကနေပြီးတော့2ကို continuation ဆက်သွားဖို့အတွက်နံပါတ်1ကအမှတ်ကလေးအခြေလာချတဲ့ဒီဘန်းကိုထိတဲ့အမှတ်မျိုးလေးတွေ signal line ကိုနင်းတဲ့အမှတ်မျိုးလေးတွေတစ်ခါတလေမှာဒီဘန်းနဲ့ signal line ကြားထဲကအမှတ်ကလေးတစ်ခုခုဥပမာဒီလိုအမှတ်မျိုးလေးတွေနော်ဒါလေးတွေကိုကြာကျွန်တော်တို့ကတိကျအခြေမှတ်တနည်းအားဖြင့် base 1လို့သတ်မှတ်တယ်နော်ခုနကတော့ဒီ base ထောက်တဲ့အမှတ်လေးကကျတော့ base 2နော်အခြေနံပါတ်2ပေါ့ဒါတနည်းအားဖြင့်ဒါ2ကနေအခြေတည်ပြီးတော့မှ3ကိုသွားလိုက်တဲ့အမှတ်နော်အဲ့တော့ဒီမှာဒါ3အမှတ်အဲ့3အမှတ်ဆိုလို့ရှိရင်တော့များသောအားဖြင့်သူကဘက်ပြန်လာနိုင်ကြီးတော်တော်လေးကိုအားကောင်းသွားပြီနော်ကျွန်တော်3အမှတ်ကနေဆက်ပြီး continuation သွားတာလည်းမရှိဘူးလားမဟုတ်နော်ရှိတယ်ဒါပေမဲ့3အမှတ်ဖြစ်ပြီဆိုရင်တော့များသောအားဖြင့်ကတော့ဈေးတန်းဒီဘက်ပြန်လာများတယ်တနည်းအားဖြင့်ဘယ်လိုအနေအထားမျိုးမှာပို့ပြီး strong ဖြစ်လဲဆိုအဲ့2ကနေ3ကိုရွေ့တဲ့အရွေ့ဒီအခုဒီပုံထဲကပတ်တန်လေးအတိုင်းပဲ3ကနော်3ဖြစ်ပြီးသွားတဲ့အချိန်ကဘန်းက over ဖြစ်သွားရင်ပို့ပြီးတော့ strong ဖြစ်တယ်နော်တနည်းအားဖြင့်ကျွန်တော်ကဒီနားလေးကိုဒါ3အမှတ်ရဲ့ပြင်တင်မှာ over ဖြစ်သွားတဲ့ဒါမျိုးကို3 over လို့နော်နာမည်ပေးထားတယ်နော်အဲ့လိုမျိုးဒီ3 over လေးတွေဖြစ်သွားပြီဆိုရင်နော်ပို့ပြီးတော့ကို strong ဖြစ်တယ်အဲ့လိုအမှတ်မျိုးဖြစ်ပြီဆိုရင်ဒီ3အမှတ်ဒီဘက်ပြန်ဖို့တော်တော်လေးကိုအားကောင်းသွားပြီဘက်ပြန်နိုင်ကြီးတော်တော်လေးကိုများလာတယ်တော့ဒီ1နှစ်ထက်ဆိုင်တော့ပို့ပြီးတော့
စေးဖြစ်တယ်ပို့ပြီးတော့လည်းတေချတယ်နော်ဘက်ပြန်နိုင်ရာနှုန်းပို့ပြီးများတော့ဘာကြောင့်လဲဆိုတော့ဆက်ပြီးတော့ဒီ3ကိုရွေ့သွားတဲ့နောက်မှာဘန်းကကျင်းပြီးတော့ over လည်းဖြစ်သွားတာဖြစ်တယ်အဲ့တော့ပြောရလို့ရှိရင်ဒါဒီ over ဖြစ်သွားပြီဖြစ်တယ်ဒါပတ်တန်လည်းစုံသွားပြီ NKM ပြီးသွားပြီအဲ့တော့ဘန်းကကျင်းသွားပြီဆိုရင်ဘာဖြစ်မလဲဆိုသူဒီ90အပေါ်မှာရောက်သွားတဲ့အတွက်အကျကိုပြန်လာဖို့ပဲရှိမယ်အလားတူပဲတကယ်လို့ဒါ90အောက်မှာဆိုရှင်လည်းသူဒီအထက်ကိုပြန်ပြီးတော့တက်လာဖို့ပဲရှိတော့မယ်နော်ဒါကြောင့်သူက3အမှတ်လည်းဖြစ်သွားတယ်လို့ over လည်းဖြစ်သွားတာဖြစ်တဲ့အတွက်เนาะဒီနားလေးကိုဒါကျွန်တော်က3 over လို့ဒါဒီလိုမျိုးလေးတွေခေါ်တယ်အဲ့တော့တချို့3ကကြတော့အဲ့လိုမျိုး over မဖြစ်ဘူးဘန်းအကျယ်ကြီးတွေဖြစ်နေတတ်တယ်နံပါတ်2ကနေဒါတောက်လျှောက်ဘက်ပြန်တဲ့ပုံစံလေးတွေဆိုဒီမှာဒီပုံစံဆိုလဲဒါနံပါတ်2ကနေတောက်လျှောက်ဒါဘက်ပြန်သွားတယ်ဘာကြောင့်လဲဆိုသူဒီ first point ကနေအထဲကိုဝင်လာတဲ့ signal line ကိုနင်းတယ်เนาะအဲ့တော့ base 1လေးဖြစ်ပြီးတဲ့နောက်မှာနော်ဒီ second point ကို continuation ဆက်သွားတယ်ဒါပေမဲ့ဘန်းကိုပြန်ပြီးမဖောက်နိုင်တော့ဘဲနဲ့စပြီးတော့အကျကိုပြန်ဆင်းပြီးဖြစ်တဲ့အတွက်ဒါ second point ကနေပဲတောက်လျှောက်ကိုဒီမှာ reversal ကြီးဆင်းလာတော့တာနော်အလားတူပဲဒီမှာတခြား second point တွေကနေဆင်းတဲ့ပုံစံလေးတွေအများကြီးရှိတယ်နော်ဒါလေးတွေကတဖြည်းဖြည်းကိုရှာကြည့်ရင်တွေ့လိမ့်မယ်နော်ဒီမှာတော့ဒါအချိန်ဟိုငဲ့ကွယ်သောအားဖြင့်ဒါအကုန်လုံးကိုလိုက်ပြီးတော့ရှာမပြတော့နော်ပြီးရင်ဒါကျွန်တော်ဒီနံပါတ်3ပေါ့နော်ဒီ third point ကနေပဲတောက်လျှောက်ဘက်ပြန်တဲ့ပုံစံလေးတွေနော်အဲ့တော့အခုဒီမှာခုနကတော့ဒီပတ်တန်လေးမှာကြည့်မယ်ဆိုတော့ဒါနံပါတ်3ကနေပဲသူဒီတောက်လျှောက်ကဘက်ပြန်လာခဲ့တယ်ဒါက third point ကနေတောက်လျှောက်ဘက်ပြန်တဲ့ပုံစံဒါမှကြည့်မယ်ဆိုတာ second point ကနေတောက်လျှောက်တာဘက်ပြန်လာခဲ့တယ်ဒါမှဆိုတာ first point ကနေတောက်လျှောက်တာဘက်ပြန်မှုကျူလာတယ်ဒီလိုနားမှာဆိုရင်တော့ဒါ continuation သွားမယ်ဆိုတော့အတိအသားကြီးနော် TDI မှာအဲ့လောက်ကြီးထိုးကြလာတာတော့မှပဲ price ကကြတော့အတက်နဲ့သူကမကြဘဲနော်ဒီတောက်လျှောက် TDI ဒီ level 50ကိုအကျနဲ့ဆင်းရမယ်အစားအတက်နဲ့တော့ဆင်းသွားသေးတာနော်ဒီမှာ TDI ကပိုတက်သွားတယ် level 50ကိုတော့မဆင်းဘူးလားဆင်းခဲ့တယ်ဒါပေမဲ့အကျနဲ့ထိုးစင်တာမဟုတ်ဘူးအတက်နဲ့ဆင်းသွားရင်ဒါ continuation သွားမယ်ဆိုတာတော့ဒီလိုနားလေးတွေမှာဆိုတာကောင်းကောင်းကြီးကိုသိနိုင်တယ်နော်အဲ့တော့ပြီးရင်ဒီမှာနော် top point နော်ဒီမှာနံပါတ်3ကနေပဲတောက်လျှောက်တာဘက်ပြန်မှုစူးစမ်းတဲ့အမှတ်ဒီအမှတ်တွေဖြည့်လို့ရှိရင်တောက်လျှောက်ဘက်ပြန်မယ်မပြန်ဘူးတော့အတက်ပြောလို့မရအောင်နော်သူဒီဘက်ပြန်မပြန်လို့ရှိရင်ဒီ90 200တကြောကနေပဲ continuation ဆက်သွားမှာနော်မူလ trend ရဲ့ continuation ကိုဆက်သွားမယ်ဒါတွေကိုတော့ကျွန်တော်ကသိထားဖို့လိုတယ်နော်ဟိုတနေ့ကနော်ဒီပြီးခဲ့တဲ့ဗီဒီယိုလေးမှာပြောသလိုပဲ EMA 90ဆိုတာဒီ forex market မှာတကယ်အသက်သွေးကြောကြီးပဲနော်90ပြီးရင်200ဒီဒုတိယအရေးပါတဲ့အရာဒီ90နဲ့200ကိုဈေးတန်းကမဖောက်နိုင်တဲ့၍မကျော်နိုင်တဲ့၍နော်မူလ trend ကို continuation အမြဲတမ်းဆက်သွားနေမှာပဲဒါကိုတော့ကျွန်တော်တို့ကအမြဲတမ်းခေါင်းထဲမှာထည့်ထားရမယ်အဲ့တော့ဒီမှာနံပါတ်3ဖြစ်တယ်အဲ့တော့ဒီအမှတ်ဖြစ်တာနဲ့ဒါကျွန်တော်တို့ကတောက်လျှောက်ဘက်ပြန်ကောင်ပြန်သွားနိုင်တယ်ဘာကြောင့်လဲဆိုနံပါတ်3ဒီအရင် strong ဖြစ်ပြီး3လည်းဖြစ်ပြီး over လည်းဖြစ်နေပြီအဲ့တော့တောက်လျှောက်ဘက်ပြန်မှုဒါကျွန်တော်တို့ကသိရမယ်တကယ်လို့မပြန်နိုင်ဆိုလဲသူဒီ90 200မှာ continuation ပြန်ပြီးတော့သွားနိုင်တယ်ဆိုတာကိုလည်းသိရမယ်เนาะအဲ့တော့ဒါကနော်နံပါတ်3ကနေဘက်ပြန်သွားတဲ့ပုံစံမျိုးလေးတွေเนาะပြီးရင်ဒီဘက်မှာလည်းဒါဒီနားလေးမှာတော့ဒါတိတ်ပြီးတော့เนาะပတ်တန်ကတိတ်ပြီးတင်သားမြင်သားလေးတော့မဖြစ်သွားအောင်เนาะတကယ်ဆိုဒီမှာလည်းဒါတောက်လျှောက်ဆင်းမယ်ဆိုရင်ဆင်းလို့ရတယ်เนาะနံပါတ်3ကနေဘာကြောင့်လဲဆိုဒီမှာတစ်ကနေပဲသူကတခါတည်းဘေးကိုတန်းပြီးတော့ဆင်းလာတယ်เนาะဘေးမှာအခြေမှတ်ဖြစ်ပြီးတဲ့နောက်မှာထပ်တက်ဖို့ကြိုးစားပြီးမယ်ဘန်းကလည်းကျင်းသွားပြီဘန်းကိုလည်းမဖောက်တော့တဲ့အတွက်ဒါနံပါတ်3ကနေတောက်လျှောက်ကျမယ်ဆိုကျလို့ရတယ်เนาะ90ကိုမကျော်လို့ဒါ continuation ဆက်သွားတာเนาะအဲ့တော့ဒီနားကနမူနာလေးအရာကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုဘာဖြစ်တယ်လဲဆိုရင်1 2 3နေဒီအစင်လိုက်သွားချင်မှလည်းသွားလိမ့်မယ်เนาะတစ်ကနေပဲအခုလိုမျိုး3ကိုတန်းပြီးတော့ရောက်တာလည်းဖြစ်သွားနိုင်တယ်နော်တစ်ပြီးရင်နှစ်လာရမယ်လို့မဆိုလို့နော်နှစ်ကနေ3မဖြစ်ဘဲနဲ့နှစ်ကနေပဲတန်းပြီးတော့ဟလာထိုးကြသွားတာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်နော်တစ်ကနေလည်းသူကနှစ်ကိုဖြစ်မယ်လို့တော့မဆိုလို့တစ်ကနေနှစ်ဖြစ်ရင်ဖြစ်မဖြစ်ရင်တစ်ကနေပဲ3ကိုတန်းပြီးတော့ရောက်သွားတာမျိုးလည်းဖြစ်သွားတတ်တယ်ဒါလေးတွေကိုတော့ကျွန်တော်ကသိထားဖို့လိုတယ်နော်အဲ့တော့နံပါတ်3အမှတ်လေးတွေနော်နံပါတ်3ကနေလည်းဒါကျွန်တော်ကဘက်ပြန်နိုင်နေဆိုတာကိုမြင်ပြီပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလည်းဒါဒီနားလေးမှာဆိုရင်တော့ဒါသူကဘေးကိုအရန်ကြီးလာမကတ်တဲ့အတွက်နံပါတ်3တော့ဟိုဒီပတ်တီမဖြစ်တော့ဘူးဒါပေမဲ့လည်းကျွန်တော်တို့ဒီလိုပုံစံလေးတွေတွေ့တာနဲ့တော့စုံနေကြဆိုရင်တော့ဒါမကြတော့ဘူးဘက်ပြန်နိုင်တော့မယ်ဆိုတာကိုတော့သိနိုင်တယ်အဲ့တော့ဒီတစ်ကလည်းဒါကျွန်တော်ဘက်ပြန်နိုင်နေဆိုတာအားကောင်းတယ်နော်နှစ်ကလည်းဘက်ပြန်နိုင်ကြီးအားကောင်းတယ်3ကလည်းဘက်ပြန်နိုင်ကြီးအားကောင်းတယ်အဲ့ဒီမှာ3ကတော့ပို့ပြီးတော့ strong အဖြစ်ဆုံးပေါ့နော်ဘက်ပြန်နိုင်ကြီးရှိလာတယ်ပေါ့အဲ့လိုမျိုးအမှတ်လေးတွေကိုတွေ့ပြီးဆိုတော့လည်းဒါဒီဈေးတန်းဘက်ပြန်တော့မလားဆိုတော့ကျွန်တော်တို့ကသတိထားရမယ်အဲ့လိုအနေအထားမျိုးတွေမှာမသေးချဘဲနဲ့เนาะဈေးတန်းကိုထပ်ပြီးတော့ continuation trader တွေကိုတော့ဒါကျွန်တော်တို့ကရှောင်ကျဉ်သင့်ပြီねเนาะမဟုတ်ရင်ဒါတွေကတောက်လျှောက်ကိုကဈေးတန်းက continuation ဆက်သွားမယ်ထင်ပြီးတော့မှဘိုင်လိုက်ခါမှเนาะသူကတောက်လျှောက်ကြီးတာreversal ဆင်းသွားတာမျိုးတွေကြုံရနိုင်တဲ့အတွက်ပေါ့เนาะဒါတွေကသတိထားရမှာเนาะအဲ့တော့ကျွန်တော်တို့ကနံပါတ်3အမှတ်ပြီးပြီအဲ့တော့ top point ပြီးပြီဆိုလဲသူ့မှာလည်းခုနကလိုပဲtop point ကနေသူဒီတောက်လျှောက်เนาะဘက်ပြန်ဘက်မပြန်သူဒီနံပါတ်4အမှတ်เนาะဒီ 4th point ပြန်ပြီးတော့ဖြစ်တတ်တယ်အဲ့တော့
ဒီလိုမျိုးသူကဘေးထောက်ပြီးတော့တောက်လျှောက်တစ်ချက်ဆက်ပြီးတော့ continuation သွားလိုက်တယ် continuation သွားပြီးရဲ့နောက်မှာဘန်းကိုမကျော်လို့သူကနော်ဘက်ပြန်ရတော့မှာဒါပေမဲ့အဲ့လိုမျိုးဘက်ပြန်လာရင်းနဲ့မှအဲ့ bright ဒီလိုမျိုးဒါစန့်ကျင်ဘက်ဘန်းတစ်ခုခုဒါမှမဟုတ်ဒီ level 50ကိုမကျော်နိုင်တော့ဘူးဆိုရင်နော်အဲ့ဒီအမှတ်ကလေးကိုဒါကျွန်တော်က B3 လို့သတ်မှတ်တယ်တနည်းအားဖြင့်3ကလာပြီးတော့အခြေတည်တဲ့အမှတ်နော်သူ့မှာတော့ဒါပုံသေးမရှိဘူးနော်တခါတလေမှာလည်းဒီလိုမျိုးဘန်းနာလေးကိုပဲသူကရောက်လိုက်တယ်တခါတလေမှာလည်းဘန်းကိုကွက်တီးထိတယ်တခါတလေမှာကျတော့လေသူဒီ level 50နားလေးကိုကတ်သွားတာမျိုးရှိတယ်ဥပမာဒီအမှတ်လိုမျိုးလေးပထမဆုံးလည်းဒါ3တော့မဟုတ်တော့ဘူးเนาะဒီနားမှာဆိုတာနံပါတ်2ကလေးကနေတော့သူကဒီမှာ3အခြေမှတ်ကိုတန်းပြီးတော့ဆင်းလာတယ်ဆင်းပြီးရဲ့နောက်မှာတော့ဒါ continuation set တက်ဖို့ကြိုးစားတာပေါ့အဲ့တော့ဒီမှာဒီပုံစံမျိုးလေးပေါ့အဲ့တော့ကျွန်တော်ကเนาะဒီမှာဆိုတာနည်းနည်းလေးကတ်နေတော့ပြရနည်းနည်းလေးခက်တယ်ပေါ့เนาะဒီအမှတ်ကလေးကိုကြတော့ဒါကျွန်တော်က B3 လို့သတ်မှတ်တယ်เนาะ3ရဲ့အခြေမှတ်အဲ့တော့အဲ့ B3 ကိုရောက်ပြီဆိုတော့ကျွန်တော်တစ်ချက်သတိထားမှာပါလဲဆိုရင် continuation ဆက်ပြီးတော့မြန်သွားနေတော့မလားเนาะကိုကတော့က reversal ဆိုပြီး3အမှတ်ကနေ reversal သွားမလားလို့တွေးတဲ့အဆင့်ကနေကျွန်တော်တို့ကဒီနားမှာဆိုရင်တော့ continuation ပြန်သွားနိုင်တယ်ဆိုတာကိုပြန်ပြီးတော့သတိထားရမယ်เนาะတနည်းအားဖြင့်ဒီ point အနေနဲ့ base တွေနဲ့ကကြတော့ဆန့်ကျင်ပဲအဲ့လိုလုပ်တယ်เนาะဒီ point တွေကကြတော့ reversal ပြန်နိုင်ခြေကိုကျွန်တော်တို့ကိုပြတာအမှနံပါတ်1ဖြစ်ပြီဆိုလဲဒါနံပါတ်1ကနေတော့ reversal ပြန်မလားเนาะပြန်နိုင်ခြေရှိတယ်ပေါ့နံပါတ်2ဖြစ်ပြီဆိုလဲနံပါတ်2ကနေသူဒီတော့ဘက်ပြန်နိုင်ခြေရှိတယ်အလားတူပဲနံပါတ်3ဆိုလဲ3ကနေဘက်ပြန်နိုင်ခြေရှိတယ်ဒါပေမဲ့ base အမှတ်တွေเนาะအဲ့ base 1 base 2 base 3တွေကကြတော့ခုနက point အနေနဲ့သူကစန့်ကျင်ဘက်ပြန်ဖြစ်သွားတယ် point တွေက reversal ပြပြီးမှသူတို့ကကြတော့ continuation ဆက်သွားနိုင်ခြေကိုပြန်ပြတာအဲ့တော့ base 1ကเนาะ1ကနေသူဒီတောက်လျှောက် reversal ပြန်ရမယ်အမှတ်ဒီမပြန်တော့မနဲ့အဲ့ base 1ရဲ့နေရာလေးတွေကိုရောက်လို့ဈေးက E သွားရင်ကျွန်တော်တို့ကသတိထားရတော့မယ်ဒါဆို continuation ဆက်ပြီးတော့သွားနိုင်တယ်အလားတူပဲ2ကနေတောက်လျှောက် reversal ပြန်ရမယ်အမှတ်ဒီ base 2ဖြစ်တဲ့เนาะတနည်းအားဖြင့်ဒီလို base 6တဲ့အမှတ်နာကိုရောက်လို့မှဈေးတန်းကဆက်ပြီးတော့မစင်းတော့ဘူးဆိုရင်ဒါ continuation မူလ trend ကိုပြန်ပြီးတော့သွားတော့မယ်ဆိုတော့ကျွန်တော်တို့သိရမယ်အလားတူပဲ3ကနေတောက်လျှောက် reversal ပြန်ရမယ်အနေထားကနေမှ page 3ဖြစ်တဲ့ဒီလိုမျိုးစန့်ကျင်ဘက်ဘန်းတွေဒါမှမဟုတ်ရင်ဒီလို level 50နားတွေကိုရောက်လို့ဈေးက E သွားပြီဆိုရင်လည်းဒါကျွန်တော်တို့က continuation ပြန်သွားတော့မလားဆိုတာကိုပြန်ပြီးသတိထားပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီ third point ကနေအယောင်းဝယ်လောက်ခဲလိုက်လို့ page 3ကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီသတိထားဖို့လိုတယ်ဆိုတာကိုလည်းတစ်ခါတည်းတွေးပြီးတော့เนาะကျွန်တော်မှတ်ထားရမယ်အဲ့လိုမျိုး page 3ကနေသူဒီတောက်လျှောက်ပြန်ပြီးတော့ continuation တက်လာရင်းနဲ့ဒီလိုမျိုး page ကိုထောက်တဲ့ဒီ page ထောက်တဲ့အမှတ်ကလေးကိုတော့ကျွန်တော်တို့က force point အနေနဲ့သတ်မှတ်တယ်เนาะနံပါတ်4အမှတ်ပေါ့အဲ့တော့တနည်းအားဖြင့်တော့ဒီမှာကြည့်မယ်ဆိုတာလည်းနံပါတ်4ကနေတောက်လျှောက်ဒီမှာဘက်ပြန်သွားအဲ့တော့ဒီမှာ1 2 3နေတောက်လျှောက်ဖြစ်လာပြီးနောက်ဆုံးတကယ်ဘက်ပြန်သွားတော့ကျွန်တော်နံပါတ်4ကနေကြမှာเนาะ4ကအမြင့်ဆုံးပြန်ဖြစ်သွားပြီးတော့4ကနေမှတောက်လျှောက်ဘက်ပြန်သွားတယ်အလားတူပဲဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်း1 2ကနေသူဒီတောက်လျှောက်1ကနေလည်းကြာလို့ရတယ်2ကနေလည်းကြာလို့ရတယ်ဒါပေမဲ့နောက်ဆုံးဘက်မှာကြာမှကြာသွားတယ်ဆိုနံပါတ်4ဖြစ်ပြီးပေးထောက်တဲ့အမှတ်ကြာမှာဈေးတန်းကကြာသွားတယ်အလားတူပဲကျွန်တော်ဒီမှာကြည့်မယ်ဆိုလဲတောက်လျှောက်ဒီမှာ3ကနေကလေးကသူဒီကြာလို့ရတယ်ဒါပေမဲ့ဒီမှာစန့်ကျင်ဘက်ဘန်းကိုထိတဲ့အချိန်မှာ page 3ဖြစ်ပြီးရဲ့နောက်မှာတခါအဲဒီကနေ continuation ပြန်လာပြီးရဲ့နောက် page ကိုထောက်ပြီးတော့မှဒါဈေးတန်းကတကယ်အရွေးအကျကိုဆင်းသွားတယ်เนาะအဲ့တော့ဒါကလည်းဒါနံပါတ်4ကနေလည်းကြာတတ်တဲ့ပုံစံလေးတွေဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့က first point လည်းသိပြီ second point ဆိုတာလည်းသိပြီ third point ကိုလည်းသိပြီเนาะ fourth point ကိုလည်းသိပြီပြီးရင်တို့ရဲ့အခြေမှတ်ကလေးတွေကိုလည်းဒါကျွန်တော်တို့ကသိပြီဒါဆိုရင်နောက်ဆုံးဖြစ်တဲ့နံပါတ်5အမှတ်နံပါတ်5အမှတ်ဖြစ်ပြီဆိုရင်ပို့ပြီးတော့ကိုသူကเนาะ reversal ပြန်နိုင်ကြီးအားအရန်ကိုကောင်းသွားပြီเนาะနံပါတ်5ကနေဆက်ပြီးတော့ရွေ့တယ်ဆိုတာမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့အများစုဒီနံပါတ်5ဖြစ်ပြီဆိုတာ ਨੇ သူကတောက်လျှောက်ရွေ့တာတွေများတယ်အဲ့တော့အဲ့လိုမျိုးနံပါတ်5ကကြတော့ဘယ်လိုလဲဆိုကျွန်တော်တို့ဒီဘေးထောက်တဲ့4အမှတ်ကနေသူကတောက်လျှောက် reversal ဆင်းလို့ရတယ်မဆင်းမဲနဲ့သူဒီပြန်ပြီးတော့ continuation ပြန်လာတယ်အဲ့လို continuation လာပြီမဲ့လည်းဘာဖြစ်လဲဆိုဘန်းကိုပြန်မဖောက်တော့ဘူးဘန်းကလည်းအဲ့နားလေးကြမှာတိတိတသားလေးပြန်ပြီးတော့ကျင်းနေတယ်ဆိုရင်เนาะဒီအမှတ်ဒီဒါကျွန်တော်ကနံပါတ်5အမှတ်လို့သတ်မှတ်လို့ရတယ်အဲ့နံပါတ်5အမှတ်ဖြစ်ပြီဆိုရင်တော့များသောအားဖြင့်ဘက်ပြန်တာပို့ပြီးတော့အားကောင်းသွားတယ်ဒါဆိုကျွန်တော်တို့ကဒီ4ကနေသူဒီနံပါတ်5အမှတ်ဖြစ်ခင်เนาะဒီလိုမျိုးဆက်ညင်မဲ့ဘန်း level 50ကိုပြန်လာထိတဲ့အမှတ်ကိုတော့ကျွန်တော်တို့က B4 လို့သတ်မှတ်တယ်เนาะ4ရဲ့အခြေမှတ်တနည်းအားဖြင့်ပြောရင်ကတော့3ရဲ့အခြေမှတ်နဲ့အလားတူတယ်3ကနေသူဒီတောက်လျှောက် reversal ပြန်လို့ရတယ်မပြန်မဲနဲ့သူဒီဆက်ညင်မဲ့ဘန်း50ကိုလာပြီးတော့နင်းပြီဆိုရင်တော့ဒါ B3 အလားတူပဲ4ကလည်းထိုနည်း၎င်းပဲเนาะ B4 ဖြစ်သွားပြီဆိုလည်းသူဒီဆက်ညင်မဲ့ဘန်းဒါမှမဟုတ်ဒီလို50ကိုပြန်လာပြီးတော့နင်းတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးဒါဘေးထောက်တဲ့အမှတ်ကလေးကနေတောက်လျှောက်တာဘက်ပြန်ကောင်းပြန်နိုင်တယ်အဲ့လိုဘက်ပြန်ရမယ်အစားသူဒီB4 အမှတ်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့သတိထားတော့အဲ့ B4 ကိုရောက်တဲ့အချိန်မှာဆက်ပြီးတော့သူဒီเนาะမှာကိုယ့်ရဲ့เนาะဒီကိုယ့်ရဲ့ဒီ
aura ရဲ့နော်လားရအတိုင်းဆက်ပြီးတော့ရွေ့ရင်ရွေ့မရွေ့တော့ဘူးဆိုတော့ဒါကျွန်တော်တို့ကသတိထားမယ်မူလ trend ကို continuation သွားနိုင်တယ်ဆိုတော့ကိုသိရမယ်နော်အဲ့တော့ဒီမှာဒါနံပါတ်5ကနေနော်တောက်လျှောက် reversal ဆင်းသွားတယ်အဲ့တော့ဒါကျွန်တော်တို့ဒီမှာနံပါတ်5ကနေဆင်းတဲ့အမှတ်ကလေးတွေကိုလည်းတစ်ချက်လိုက်ပြီးတော့ကြည့်ကြည့်မယ်အဲ့တော့ဒီအမှတ်လေးတွေဒီအမြဲတမ်းကြီးနော်အဲ့လိုမျိုးကအခုဒီရှင်းပြသွားတယ်သူတို့ရဲ့နော်ဂုံတက်တီတွေလိုမျိုးအတိအကျကြီးတော့အမြဲတမ်းဖြစ်နေမှာတော့မဟုတ်ဘူးနော်တချို့အနေထားလေးတွေမှာအဲ့လိုဒီပြမဖြစ်သွားတာလေးလည်းရှိအဓိကကနော်ဒီသဘောတရားလေးတွေကိုကျွန်တော်တို့ကနားလည်ဖို့ပဲဥပမာဒီလိုနားမျိုးမှာဆိုဒီမှာဘေးကိုကြော်သွားတယ်အဲ့တော့ဘေးမထောက်တဲ့အတွက်ဒါ4လို့လည်းပြောလို့မဟုတ်ပြန်အပါဘန်းကိုမထိတော့လဲ5လို့ပြောလို့လည်းမရပြန်ဒါဒီလိုမျိုးလေးတွေလည်းဖြစ်တတ်တယ်ဒါပေမဲ့လည်းအဲ့ဒါမျိုးကိုကျွန်တော်ကဒါဘာ point ကြီးလဲဆိုတာကြီးကိုထိုင်ပြီးစဉ်းစားနေကြမလို့အဓိကဒီ point နေဆိုတာဒီနော်ဒီလိုမျိုးဈေးကွက်ဖြစ်တတ်တယ်ဆိုတဲ့သဘောလေးကိုမြင်အောင်သာအမှတ်ကလေးတွေတတ်မှတ်ထားတဲ့အဆင့်ပဲရှိတယ်မှာ first point ဆိုတာဒီဘယ်လိုမျိုးကြီးဖြစ်ရမှာနော်4ဆိုတာဒီလားဘေးကိုဘယ်လိုကြီးဘေးကိုလုံးဝကွက်တိထောက်နေရမှာနော်နံပါတ်5အမှတ်ဆိုလို့ရှိရင်လည်းအပပန်းကိုဘယ်လိုမျိုးမကြော်သွားတော့မှဘန်းကဘယ်လိုကြည့်နေမှာအဲ့လိုမျိုးပုံသေးတတ်မှတ်ချက်မရှိဘူးနော် forum မှာဘယ်တော့မှ100% ပုံသေးတတ်မှတ်ချက်ဆိုတာမရှိဘူးအနေနဲ့အများတော့ကိုယ်လွဲမှုလေးရှိတယ်အဲ့တော့4အမှတ်ဆိုလဲတောက်ချောက်ကြီးဘေးကြီးထောင်နေမှာ4ဘေးကြော်သွားရင်4မဟုတ်ဘူးလို့တော့မဟုတ်ဘူးနော်အခုလိုမျိုးဒါဘေးကိုရောင်ရောင်လေးကြော်သွားရင်ဒါကျွန်တော်ဘာဖြစ်တတ်မှတ်လို့ရတယ်ဒါ4လို့လည်းပြောလို့ရတယ်ဘာလို့လဲ5ဖြစ်သွားတာလားလို့လည်းပြောလို့ရတယ်အဓိကအဲ့လိုမျိုးအမှတ်ကလေးတွေဒီလိုမျိုးဖြစ်တတ်တယ်ဒီလိုဖြစ်ရင်ဘာပြန်ဖြစ်နိုင်တယ်ဆိုတော့ဒီသဘောတရားလေးကိုသိဖို့ပဲလိုတယ်ဒီသဘောတရားကိုသိပြီဆိုတာကျွန်တော်ကသတိထားဆင်ခြင်နိုင်လိမ့်မယ်ဟုတ်ပြီနော်အမှတ်ကလေးကိုအတိအကျကြီးလိုက်ပြီးတော့တွက်နေဖို့တော့မလိုဘူးနော်ဒီမှာဆိုလဲဒါနံပါတ်4ကနေတော့ဆောက်ကြာလို့ရတယ်နော်မကြာတော့ဘယ်နဲ့သူကပြန်ပြီးတော့နောက်တစ်ချက်ပြန်လာတယ်ဒီနားမှာတော့နည်းနည်းပြောလို့ခက်သွားတယ်ဗောနော်သူကဘန်းကမကျင်းနေဘူးဘန်းကြီးကဖောင်းနေတော့ကြတော့တနည်းအားဖြင့်ဒီကောင်ကိုဒါကျွန်တော်ကပြောင်းပြန်ပြီးတော့လှန်ကြည့်လိုက်မယ်နော်ပြောင်းပြန်လှန်ကြည့်မယ်ဆိုရင်ဒါဒီ1အမှတ်ဖြစ်တယ်ဒီမှာဝင်လာတယ်ဘန်းနဲ့ပေးကြမှာ1အခြေမှတ်ဖြစ်တယ်ပြန်ပြီးတော့ continuation ဒီကနေပြီးတော့စူးစမ်းတယ်နော်ဘန်းကိုပြန်ပြီးတော့ဖောက်ထွက်ဖို့စူးစမ်းတယ်မဖောက်နိုင်တော့တဲ့အတွက်ဒီမှာ2ပြန်ဖြစ်သွားတယ်အဲ့နှစ်ကနေပဲသူကထပ်ပြီးတော့ဒီမှာတောက်လျှောက်သူကအတက်ကိုပြန်လာဖို့ကြိုးစားတယ်ဒါပေမဲ့ဒီပေတကြောလေးမှာရောက်တော့ကြတော့နှစ်အခြေပြန်ဖြစ်သွားတယ်အဲ့ဒီမှာလည်းဒါကြည့်မယ်ဆိုတာဘေးကိုနည်းနည်းကြော်သွားတာပဲအဲ့တော့ဘေးကြော်သွားလို့ဒါကြီးနှစ်အခြေမဟုတ်ပါဘူးလို့လည်းတွေးလို့မရအောင်เนาะကျွန်တော်ကဒါ reference ယူတဲ့သဘောလောက်ပဲဖြစ်တဲ့အတွက်ဒါအတိအကျကြီးဘယ်နာထိမှလို့တော့မဟုတ်ဘူးအဲ့တော့ဒီမှာဒါနှစ်အခြေမှလေးဖြစ်တယ်ဘေးကနေပြန်ပြီးတော့ထပ်ပြီးတော့ဒါ continuation ပြန်ပြီးတော့ဆင်းလာတယ်เนาะဆင်းလာပြီးတော့ဒီမှာနံပါတ်3နေပြန်ဖြစ်တယ်နော်စသဖြင့်ဒီလိုမျိုးလေးတွေနဲ့ဒါကျွန်တော်ပြောင်းပြန်ကြည့်မယ်ဆိုရင်လည်းနော်သဘောတရားတွေကအတူတူပဲဟုတ်ပြီနော်အဲ့တော့ဒါကျွန်တော်တို့ဒီမှာနံပါတ်5ကနေဒါရွေ့သွားတဲ့အမှတ်လေးတွေကိုတစ်ချက်လိုက်ကြည့်ကြည့်မယ်ဒီရက်ပိုင်းတွေမှာဈေးတန်းကတောက်လျှောက်ဒါ trend R ကအရန်ကောင်းနေတော့ကြတော့နံပါတ်5တွေကတော့တိတ်မဖြစ်ဘူးနော်ဒီမှာဆိုလို့ရှိရင်လည်းဒါနံပါတ်5တော့ဖြစ်တယ်ဒါပေမဲ့ဘန်းကအရန်ကြီးကျင်းမနေတဲ့အတွက်ဒီလိုနားတွေမှာတော့သတိထားရတယ်နော်ဒါကဒီအမှတ်လေးတွေသတိထားမယ်အပိုင်းလေးတွေပေါ့နော်ဒါနောက်ပိုင်းဗီဒီယိုလေးတွေမှာဒီသတိထားမယ့်အချက်လေးတွေကိုတွဲပြီးတော့ပြောပြသွားမယ်ဥပမာဒီလိုမျိုးအနေထားမှာဘန်းကကျင်းနေတော့ပိုပြီးစေးဖြစ်တယ်ဘန်းမကျင်းဘူးဘန်းကြံကြပါဖြစ်မလဲဆိုတော့9ဖြစ်မလို့နဲ့မဖြစ်တော့ဘဲနဲ့သူကနောက်ထပ်ထပ်ပြီးအရွေးတစ်ခုကိုတစ်ဖောင်းပြန်ပြီးတော့ရွေ့သွားနိုင်တယ်ဒီဘက်လိုမျိုးဒါတစ်ဖောင်းတင်းနှစ်ပြန်ပြီးတော့စသွားနိုင်တယ်အဲ့တော့နံပါတ်5ဒီ reversal ပြန်နိုင်တဲ့နောက်ဆုံးအမှတ်အဲ့လိုနောက်ဆုံးအမှတ်ကနေမှသူဒီ reversal မပြန်ရင်နောက်ထပ်ထပ်ပြီးတစ်ဖောင်းတင်းနှစ်ပြန်စတယ်ဒါတော့တစ်ချက်သိထားဖို့လိုတယ်အဲ့တော့ဒီလိုမျိုးဘန်းလေးတွေเนาะအဲ့နံပါတ်5ဖြစ်တဲ့နေရာမှာဘန်းကမကျင်းနေပဲနဲ့ဖောင်းနေတယ်ဆိုတော့နည်းနည်းတော့သတိထားသူဒီအဲ့ဘန်းကိုဖောက်တက်သွားနိုင်တယ်အဲ့လိုနားမျိုးမှာတော့ကျွန်တော်တို့ကဒါအနှိမ့်နေနဲ့ရှင်းပြီးတော့စော့ရမှာဟုတ်ပြီเนาะအဲ့တော့ဒီမှာတော့ဒါဒီကာလတွေမှာနံပါတ်5ကတော့အရင်ကြီးတိတိကျဖြစ်ထားတာမျိုးတွေမရှိဘူးဒီမှာလည်းဒါနံပါတ်5အမှတ်ကလေးဖြစ်တယ်ဒီနားမှာတော့ဒါကံမကောင်းစွာပဲစီကအရွေအရင်အားမပါလိုက်ဘူးဖြစ်သွားတယ်ဒါလည်းဒါနံပါတ်5လို့ပြောလို့ရတယ်ဒီမှာပေးထောက်ပြီးတော့ကြာလာတယ်3အခြေဖြစ်တယ်ဘေးကိုပြန်လာတယ်4ဖြစ်တယ်4အခြေဖြစ်တယ်5ဖြစ်သွားတယ်အဲ့တော့5ကနေသူဒီတောက်ချောင်းမှာပတ်ပြန်ရမှာเนาะဒီမှာ50နေရာကိုတိတိကျကျမကြော်တော့ကြတော့1ပြန်ဖြစ်သွားတယ်ပေါ့เนาะဒီကောင်ပြောင်းပြန်လှန်လိုက်ရင်1ဖြစ်တယ်1ကနေပဲတောက်ချောင်းတာ continuation ဆက်ပြီးတော့ရွေ့သွားတယ်ပေါ့เนาะအဲ့လိုပဲဒီမှာဆိုလဲဒါနံပါတ်5เนาะဒီနားမှာဆိုလဲဒါကျွန်တော်ကတော့ပြောသလိုပဲဘန်းကအရန်ကြီးကျင်းမနေပဲနဲ့เนาะဘန်းကဖောင်းနေတာကျွန်တော်ကသတိထားတယ်ဒါဆိုလဲဒါဒီနားမှာဆိုလဲဒါပြောရရင်9လို့လည်းပြောလို့ရတယ်ဒါပေမဲ့1နှစ်လို့လည်းပြန်ပြောလို့ရတယ်เนาะတနည်းအားဖြင့်ဘန်းကပြန်ဖောင်းသွားတာဖြစ်တဲ့အတွက်ဥပမာဒီနားလေးကနေပဲဒီဘန်းထိတဲ့အချိန်လေးကနေကြံတော့တာ9လို့ပြောလို့ရတယ်အဲ့လိုမျိုး9မဖြစ်သွားတော့ဘာဖြစ်သွားလဲဆိုတော့ဖောက်ထွက်သွားပြီးတော့1နှစ်ကနေပဲပြန်ပြီးတော့အစပြန်သွားလိုက်တယ်เนาะဒီမှာလည်းထုံနီလည်းကောင်းမယ်ဒါဒီနားမှာ9လို့ပဲယူဆ1နှစ်လို့ပဲယူဆဘာမှမဖြစ်ဘူးအဓိကကိုကဒီသဘောတရားတွေဘာဖြစ်မလဲဆိုတော့သိနေဖို့ပဲလိုတယ်เนาะအဲ့တော့ဒီလိုမျိုးဒါ9လို့ယူဆမယ်ဆိုတော့ဒီကောင်ဒီတောက်လျှောက်သူကနေပဲပြန်နိုင်တယ်မပြန်ဘူးဆိုရင်တော့ဒါဖောက်ထွက်ရင်တောက်လျှောက်1နှစ်တစ်ဖောင်းတက်ပြီးဆိုတာစသဖြင့်ဒီသဘောတရားကိုနားလည်ဖို့ပဲလိုတယ်ဒီနားမှာ1နှစ်လို့ပဲတွေးချင်တွေး9လို့ပဲတွေးချင်တွေးပြဿနာမရှိဘူး။ဘာကြောင့်လဲဆိုရင်1ကနေလည်းတောက်လျှောက် reversal ပြန်တာမျိုးတွေရှိသွားတာဥပမာတမှာနော်1ကနေပဲတောက်လျှောက်
ဘက်ပြန်တယ်ဒီမှာတစ်ကနေပဲတောက်လျှောက်ဘက်ပြန်တာပဲဒီမှာဆိုလဲဒါနော်တောက်လျှောက်တာအခုဒီမှာဆိုလဲဒါပြောရရင်တော့ဒါနံပါတ်5ပြန်ပြီးတော့ဖြစ်ရမှာဒီနားလေးကနေသူဒီတောက်လျှောက်အကြပြန်ပြီးတော့ဆင်းမယ်ဆိုတာနံပါတ်5ကနေတောက်လျှောက်အကြဆင်းနေပေါ့ဒါပေမဲ့ဘာဖြစ်သွားလဲဆိုသူကဖောက်ထွက်သွားတော့ကျတော့ဒါတစ်လို့ပဲပြောလို့ရတယ်ဟုတ်လားတစ်ကနေတောက်လျှောက်တာဘက်ပြန်သွားတာအဲ့လိုမျိုးအမှတ်တိုင်းဒီတာတောက်လျှောက်ဘက်ပြန်နိုင်ကြီးရှိတဲ့အတွက်ကျွန်တော်တို့ကဒီအမှတ်တွေဖြစ်ရင်တော့သူဒီဘက်ပြန်နိုင်ကြီးရှိရဲဆိုတော့ဒီသဘောတရားလေးကိုသိဖို့ပဲအဲ့အတွက်ဒါဒီအမှတ်လေးတွေကိုမြင်သာအောင်ဒါနံပါတ်စဉ်တက်ထားတာပဲရှိတယ်။တော့တစ်ဆိုတာဘယ်လိုမျိုးကြီးဖြစ်ကိုဖြစ်မှာဆိုတာမျိုးတော့မဟုတ်ဘူး။အဲ့တော့ဒီ point အနေနဲ့သူတို့ရဲ့အခြေမှတ်တွေမှာနော်ကွာခြားချက်လေးတွေတော့ကျွန်တော်တို့ကသိရမယ်။နော် point တွေဒီကျွန်တော်တို့ reverse ဟို signal ပေးတယ်။ဒါပေမဲ့အခြေမှတ်တွေကကြတော့မူလ trend continuation ဆက်သွားနိုင်ခြင်းကိုကျွန်တော်တို့ပြန်ပြီးတော့အချက်ပေးတယ်။တော့ဒီကွာခြားချက်ကလေးကိုတော့သိထားရမယ်။အဲ့တော့ဒါကျွန်တော်တို့ဒါဒီအမှတ်5မှတ်လုံးရဲ့သဘောတရားတွေเนาะအဲ့တော့ဒီမှာနံပါတ်5တွေကိုတစ်ချက်လိုက်ပြီးတော့ကြည့်ကြည့်မယ်เนาะဒီမှာဆိုလဲဒါနံပါတ်5ကနေတော့6တာအကြဆင်းလို့ရတယ်เนาะ50ကိုတော့မရောက်လိုက်ဘူးဒီမှာဘန်ချင်းလေးထဲမှာပဲပေါင်ခတ်ပြီးတော့ continuation ဆက်သွားလိုက်တယ်ဥပမာဒါမျိုးတွေဆိုလဲဒါကျွန်တော်တို့ဒီမှာဘေးထောက်ပြီးတဲ့နောက်မှာသူဒီမှာ3အခြေဖြစ်တယ်3ကနေဘေးကိုလာတယ်ဒီမှာ4ဖြစ်တယ်4အခြေဖြစ်တယ်ဒီမှာနံပါတ်5လို့လည်းပြောလို့ရတယ်ဒါကို5လို့ပဲယူဆကြည့်ဆိုတော့နောက်ဆုံးဒီမှာသူဒီနားမှာဘန်းကအရန်ကျင်းပြီးတော့ပေါ့နော်မတိမတာလေးဆိုတော့ဒါဘေးထောက်ပြီးတော့3ကိုပဲတန်းပြီးတော့ဒီမှာ2ကနေပြီးတော့3 over တန်းဖြစ်သွားတယ်ပဲပြောဘယ်လိုပဲပြောသတ်မှတ်လို့ရတယ်နော်ပြဿနာမရှိဘူးအဓိကကဒီအမှတ်တွေဖြစ်လာရင်ဒီလိုမျိုးဖြစ်တတ်တယ်ဆိုတော့သိရင်ရပြီအဲ့တော့ဒီမှာ5လို့လည်းပြောလို့ရတယ်ဒါတခါလေ3 over ကနေပြီးတော့တန်းရွေးတယ်လို့လည်းသတ်မှတ်လို့ရတယ်ပြဿနာမရှိဘူးနော်ဒါမှဆိုလဲဒါတောက်လျှောက်ကဒီမှာ9ကနေတောက်လျှောက်ကြာလို့ရတယ်မကြောက်ဆက်တက်သွားတယ်အဲ့တော့9ကနေတောက်လျှောက်ဘက်မပြန်ဘူးဆိုတော့သူဒီကနေပဲတခါလေဖောက်ထွက်ပြီးတော့လဲတင်းနှစ်ဖြစ်သွားနိုင်တယ်လို့တော့ဒါမှတော့ဒါနည်းနည်းလှည့်သွားတယ်ပေါ့နော်လိုဝါဘန်းကနေပြန်ပြီးတော့တင်းနှစ်ပြန်ဖြစ်တယ်နော်အဲ့တော့ဒါလေးတွေကဒါကျွန်တော်တို့ဒါဒီ point 5 point ပေါ့မပြီးရင်အောက်ဒီဒါကနော်ဒီအတက်ပုံစံကိုပြတာနော်ဒီအောက်ပုံစံမှာလည်းထုံးလေးလည်းကောင်းမယ်နော်အောက်ကနေအခုဒီမှာအကြပုံစံမှာလည်းကြည့်မယ်ဆိုတာကျွန်တော်ကတစ်ကနေပြီးတော့ဒီမှာတန်းပြီးတော့အခြေကိုတန်းဆင်းသွားတယ်နော်2အခြေတန်းဖြစ်တယ်ဘေးထောက်တယ်3ဖြစ်တယ်နော်ဒီမှာဒါဆိုလား3 over လို့ကျွန်တော်ဒီနားလေးမှာဒါဆိုပဲပြန်နိုင်ရရှိတယ်နော်ဒီလိုမျိုးဆိုလဲဒါဒီကနေဘိုင်လို့ရပြီဆိုတော့ကျွန်တော်တို့သိရမယ်။ဘာကြောင့်လဲဆိုဒီအမှတ်ကနေပဲတောက်လျှောက်သူဒီဘက်ပြန်ရင်လည်းပြန်သွားနိုင်တယ်။ဒါကလို့ဘက်မပြောင်းဆိုရင်ကျွန်တော်ဗာသတိထားမယ်ဆိုဒီလိုမျိုးဘန်းချင်းပြီဆိုရင်ဒါဟိုတနေ့ကနော်ဒီပြီးခဲ့တဲ့ဗီဒီယိုလေးအရာကျွန်တော်တို့က over တွေမှာတောက်လျှောက်ဘက်မပြန်ရင်ဘန်းချင်းထဲမှာပေါင်ခတ်တတ်တယ်။နော်ဒီသဘောတရားကိုတော့ကျွန်တော်သတိထားမယ်ပြီးရင်90မှာ continuation ပြန်ပြီးတော့မူလ trend ကို continuation ဆက်သွားတတ်တယ်။အဲ့တော့ဒီမှာ3ကနေသူဒီတောက်လျှောက်ဘက်ပြန်လို့ရတယ်။3ကနေဘက်မပြန်တဲ့အတွက်ဒီမှာဘန်းချင်းလေးထဲမှာပေါင်ခတ်ပြီးတော့မှနောက်တစ်ဆင့်ပြန်လာတယ်။ဒီမှာတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒါ3ဖြစ်တယ်ဒီမှာဒါကကြတော့3အခြေပြန်ဖြစ်တယ်လို့ပြောရတော့မှာပေါ့။တော့3အခြေကနေဒီမှာသူက4မလာတော့ဘဲနဲ့5ကိုတန်းဖြစ်သွားတယ်။ဒီမှာ5ကနေပဲတန်းပြီးတော့ဘက်ပြန်သွားတယ်။နော်ဒါကဒီလိုမျိုးတော့ဒီချက်ကိုကျွန်တော်အတဲ့ပဲကြီးပြောင်းမြန်ပဲကြီးကြည့်တတ်ရမယ်။နော်ပွင့်လင်းပြောရရင်တော့ဒီနော်ကျွန်တော်အမြဲတမ်းပြောလို့ပဲ forex ကကျွန်တော်ကတရက်တည်းလုံနေတာမဟုတ်ဘူး။လာပေါင်းများစွာနော်နှစ်ပေါင်းများစွာကြည်လာတဲ့အခါမှာနော်မျက်လုံးကဆွဲသွားတာနော်ကျွန်တော်နီးမှလည်းအဲ့တစ်ချက်ကနည်းနည်းတော့ပြဿနာလေးရှိတတ်တယ်နော်။ဘာကြောင့်လဲဆိုကိုကအတက်ပုံစံကိုပဲတော့ကြောက်ဒီလိုအတက်ပုံစံကိုပဲကြည့်တဲ့အခါမှာဒီလိုအချပုံစံတွေလာလဲလာတော့ရုပ်တရက်မမြင်တတ်တာမျိုးတွေဖြစ်သွားတတ်တယ်။ဥပမာဒီပုံစံလေးတွေ့လိုက်တဲ့ဟာဒါနံပါတ်3ဆိုတာကိုကျွန်တော်တို့တန်းပြီးတော့ပြောနိုင်ပြီမဲ့ဒီနားမှာနံပါတ်3ဆိုတာပြောဖို့ကမမြင်တော့ဘူးပေါ့နော်။အဲ့လိုရုပ်တရက်ကြီးမပြောနိုင်တာမျိုးတွေဖြစ်သွားတတ်တယ်။နော်ဒါကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာအဲ့ပြဿနာတွေကိုအမြဲကြုံတွေ့နေရတာ။နော်တခါဒီမှာအဲ့လိုကိုကသတိလက်လွတ်သွားတယ်။နော်ဒီလိုမျိုးအတက်ပုံစံတွေလာလို့ကတော့မလွတ်စေအောင်ဒါပေမဲ့အကြပုံစံဆိုတခါကျတော့သတိရမေ့သွားတယ်။သုံးမဖြစ်သေးသလိုမြင်နေရဲ့နဲ့လည်းသတိမထားမိဘူး။သုံးဖြစ်တယ်လို့မျက်လုံးထဲမှာမမြင်တော့ကြတော့လိုက်မဝင်မိတဲ့အခါမှာဈေးတန်းကမထင်ထားဘဲနဲ့တောက်လျှောက်ကြီးကိုပဲပြန်သွားတဲ့အချိန်မှာရတဲ့တာမရလိုက်တာဒီလိုမျိုးလေးတွေဒါဖြစ်တယ်။ဒါလေးကတော့ဒါကိုတေချာ train ဖို့လိုတယ်။အတက်အကြပုံစံအကုန်လုံးကိုတောက်လျှောက်လိုက်ပြီးတော့ကြည့်ဖို့လိုတယ်။တစ်ခါဒီမှာကိုကဒီအမှတ်ကနေဘာဖြစ်နိုင်တယ်လဲမမြင်တော့ဘူးဆိုကျွန်တော်က screenshot လေးယူလိုက်။ဥပမာအဖြစ်ဒီမှာ screenshot ယူလိုက်မယ်။နော်ဒီနားလေးမှာဒါ screenshot လေးယူလိုက်မယ်။ဆိုပါတော့အဲ့တော့ကျွန်တော်တို့မှာဒီအပေါ်ပုံစံဆိုတော့ဒါကျွန်တော်ကဒီမှာဒီ1 2 3 4 5တွေကိုလည်းအကုန်လုံးမြင်နေပြီဒီမှာဒါဆိုလဲဒါပတ်တန်တစ်ခုအပြည့်စုံဖြစ်သွားပြီเนาะ angel ပတ်တန်လေးပြည့်စုံသွားပြီဒါတွေကိုအကုန်လုံးကျွန်တော်မြင်နေပြီဆိုပါတော့ဒါပေမဲ့ဒီပုံစံဆိုတာမမြင်ဘူးဆိုရင်ကျွန်တော်ခုနပြောလို့ screenshot ယူလိုက်ပြီးရင်ကျွန်တော်အဲ့ screenshot ကလေးကိုဖွင့်လိုက်အဲ့ဒီ screenshot ကိုဖွင့်ပြီးကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီ screenshot မှာသူ့ကိုအထက်အောက် vertical ပြောင်းပြန်လှန်ပေးလိုက်เนาะဒီမှာအထက်အောက် vertical ပြောင်းပြန်လှန်တဲ့ပုံစံလေးရှိတယ်အဲ့တော့အဲ့ vertical ပြောင်းပြန်လှန်လိုက်ဒီမှာဒီပုံစံကြီးခုနကတော့ကျွန်တော်အကြပုံစံကိုမမြင်ပေမဲ့ဒါရောင်းမြန်လှန်လိုက်ကျွန်တော်မြင်နေကြပုံစံပြန်ဖြစ်သွားတယ်ဒီမှာတစ်ကနေပဲတောက်လျှောက်သူဒီနှစ်အခြေမှတ်ကိုဆင်းတယ်နှစ်ကနေပဲသူဒီဘေးထောက်ပြီးတဲ့နောက်မှာ3ကိုသွားတယ်အဲ့တော့ဒီမှာ3က2ခါဖြစ်သွားတယ်เนาะဒီမှာပထမတစ်ချက်ဒီမှာကလေးကဒါအကြဆင်းလို့ရတယ်မဆင်းကိုထပ်ပြီးတော့နောက်တစ်ဆင့်ဒါဆက်တက်သွားတယ်အဲ့တော့ဒီနားလေးမှာဆိုတာ3 over လေးအဲ့တော့ဒီအမှတ်လေးဒီတောက်လျှောက်ကြမယ်ဆိုလဲပြန်ပြီးတော့ကြလို့ရတယ်
အတက်ပြန်ကျင်တော့ပြန်တက်တော့မှာပေါ့နော်ဈေးတန်းတက်တော့မှာပေါ့ဒါပေမဲ့ဒီပုံစံလေးအရာပြောတော့ဒီမှာတောက်ချောက်ကြာတော့မှာမကြောက်ဆိုကျွန်တော်ဗာသတိထားမယ်ဆိုအခြေမှတ်တွေဖြစ်တဲ့နော်ဒီစန့်ကျင်မဲ့ဘန်းထိတဲ့အခါဒါမှမဟုတ်ဒီ90ကိုထိတဲ့အခါလေးကိုတစ်ချက်သတိထားပေးရမယ်အဲ့နာရောက်လို့မှဈေးတန်းကဆက်ပြီးတော့မရွေးတော့ဘူး EB ဆိုတော့ဒါ continuation သွားနိုင်တယ်အခြေမှတ်ကနေ continuation ဆက်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့သိနိုင်တယ်အဲ့ဒီမှာကျတော့ဒီတိုင်းလေးကြည့်ရင်အရန်ကိုမြင်သာထင်သာရှိသွားတယ်အဲ့တော့ဒီမှာ3အခြေကနေဒီမှာ4လို့လည်းပြောလို့ရတယ်ဘာကြောင့်ဒီမှာပေးတစ်ချက်လာထောက်တဲ့အတွက်တော့ဒီ4အခြေမှတ်ကလေးကနေသူ9ပြန်ဖြစ်သွားတယ်9ကနေမှတောက်လျှောက်ကရွေ့သွားတာအဲ့တော့ဒီတိုင်းကြည့်လိုက်တော့အရန်ကိုရှင်းလင်းနေတယ်เนาะဒီမှာ1ဖြစ်တယ်ဟလာတခါလေး1ကနေပဲ2အခြေမှတ်ဒါပေမဲ့တကယ်ဆိုဒီမှာဒီနားလေးမှာလည်းဒါ2လို့တော့ပြောလို့ရတယ်ဒီမှာတေးသေးလေးဒါသူကထောက်ပြီးတော့တက်ဖို့ကြိုးစားတာမတိမတာလေးဖြစ်သွားတယ်ဒီမှာ2ကနေ2အခြေမှတ်ဘေးကိုတန်းဆင်းတယ်2ကနေတခါ3ကိုသွားတယ်เนาะဒီမှာ3နှစ်ခါဖြစ်တယ်အဲ့တော့ဒီမှာ3ကိုရောက်သွားတယ်ဘန်းကိုပြန်ပြီးမဖောက်တော့ဘူးဘန်းကလည်းကြီးပြီအဲ့တော့တနည်းအားဖြင့်ဒီမှာ3 over လေးဖြစ်သွားပြီအရန်ကိုလှနေပြီအဲ့တော့ဒီ3 over ကနေတောက်လျှောက်သူဒီပဲပြန်လို့ရတယ်မပြန်ဘူးဆိုကျွန်တော်ကသူ့ရဲ့3အခြေမှတ်ဖြစ်တယ်เนาะဒီစက်ညင်မဲ့ဘန်းထိတဲ့အခါ90ထိတဲ့အခါလေးဒီမှာတတိထားပြီးရုံပဲတတိထားပြီးမှဒီမှာသူနောက်ဆုံး9ဖြစ်သွားတဲ့အကြမှာအရန်မြင်တာလေဒါပေမဲ့ခုနကတော့ဒီလိုအတဲ့တိုင်းကြည့်ညာကျွန်တော်မျက်လုံးထဲမှာမမြင်တော့ဘူးเนาะဒီမှာ1တော့မြင်ကောင်းမြင်မယ်3တော့မြင်ကောင်းဒါပေမဲ့ဒီအမှတ်တွေကဘာတွေလဲဆိုရင်ပြောဖို့ကခက်သွားတယ်တစ်ခါမှကျွန်တော်အဲ့လိုမျိုးလေးတွေကိုလှုပ်လို့ရတယ်เนาะဒီဈေးတန်းလေးတွေဒါရွေ့နေတဲ့အခါလေးတွေမှာကိုကเนาะကြိုတင်ပြီးတော့ဒီ screenshot လေးယူပြီးမှပြောင်းပြန်လေးလှန်ကြည့်လိုက်ရင်ပို့ပြီးတော့မျက်လုံးထဲမှာမြင်သာထင်သာရှိတယ်ဒါဆိုရင်ဒီအမှတ်ကနေဒါရွေ့နိုင်တယ်မရွေ့နိုင်ဘူးကျွန်တော်တို့ကဒီလိုမျိုးလေးတွေဒါပြောင်းပြန်လှန်ကြည့်လိုက်လို့ရတယ်เนาะဒါတစ်ခါမှကျွန်တော်ကိုယ်တိုင်လည်းအခုဒီအဲ့လိုမျိုးလုပ်ရတယ်เนาะတချို့အမှတ်တွေကကျတော့မြင်သာမှုနည်းနည်းမရှိတဲ့အခါမျိုးလေးတွေဒါကဒီလိုအတက်ပုံစံတွေဆိုရင်ဒါကျွန်တော်က1တွေ2တွေမှာဒီ1ကနေတောက်လျှောက်ကျနိုင်တယ်เนาะ2ကနေတောက်လျှောက်ကျနိုင်တယ်ဆိုတော့ပြောရတာနည်းနည်းလွယ်တယ်ဒါပေမဲ့ဒီလိုအောက်ဖက်ကိုနော်ပြောင်းပြန်ရောက်သွားတဲ့အခါကျတော့ပြောရခက်တယ်အမှဒီတစ်ဖြစ်သွားတယ်အမှဒီတစ်ကနေတောက်လျှောက်မြန်ဘက်ပြန်မလား continuation သွားမလားဆိုတာကကျတော့ပြောဖို့ခက်သွားတယ်အမြဲတမ်းလူကနော်ဒီစပြီးတော့မြင်ခဲ့တုန်းကဒီပုံစံပေါ့အတက်ပုံစံကိုမြင်ခဲ့လို့ကျွန်တော်ဒီ pattern ကိုစမြင်တာလေဒီအတက်ပုံစံလေးကိုစမြင်တာအဲ့ဒီ pattern မှာဒီဘန်းကဒီလိုလေးကျင်းရင်တော့ဈေးတန်းကဒီလိုဖြစ်သွားတာပါလားဒီလိုပုံစံလေးကိုမြင်တော့ကျတော့အဲ့ဒါတွေကိုပဲအဓိကလိုက်ပြီးတော့ကြည့်ဖြစ်တယ်နော်ကာလတော်တော်များများအဲ့လိုမျိုးပုံစံကိုကြည့်လို့ကျတော့ဒီလိုအကြပုံစံကကျတော့တိတ်မကြည့်ပြတော့ကျတော့ဘာဖြစ်လဲဆိုမျက်လုံးထဲမှာအကြပုံစံလာရင်ချက်ချင်းမမြင်တတ်ဘူးပေါ့နော်ဟိုဒါအခုနောက်ပိုင်းဒါနော်ဒီကိုနီနဲ့ကိုတောက်လျှောက်ကနော်ဒီကြည်လာတာကြာလို့ဒါဟိုအခုနောက်ပိုင်းအကျင့်ရလာတာနော်ကျွန်တော်လည်းအဲ့ဒီပြဿနာကိုတော်တော်လေးကိုကြုံခဲ့ရတယ်ဒါကြောင့်ကျွန်တော်ကကိုယ့်ကို screenshot လေးယူပြီးတော့ပြောင်းပြန်လှန်ကြည့်လိုက်ဘာမှမဖြစ်ဘူးဟုတ်ပြီနော်အဲ့တော့ဒါတွေဒီ 0.5 point အမှတ်ကလေးတွေအဲ့တော့သူတို့ရဲ့နော်ဒီ point တွေမဟုတ်ဘူး base အမှတ်လေးတွေကိုလည်းသိရမယ်နော်သူတို့ရဲ့ဂုဏ်သက်တွေလေးတွေအဲ့တော့ first point ရဲ့ဂုဏ်သက်တွေကဘာလဲနော် first point ဆိုတာဒီတနည်းအားဖြင့်ခုနပြောလို့ပဲဘန်းကိုဖောက်ထွက်သွားတဲ့ price line ဘန်းထဲကိုပြန်မဝင်မချင်းမသိဒါ first point ဒါဆိုရင်သူ့ရဲ့နောက်ဂုဏ်သက်တွေတခုသူ့ရဲ့နော်ဒီ base အမှတ်ကဘာလဲဆိုရင်ဘန်းကိုထောက်တဲ့အမှတ်ဒါမှမဟုတ်လို့ရှိရင်ဘန်းထဲကိုဝင်လာပြီးရင်တော့ signal line ကိုနင်းတယ်တခါတလေမှာဘန်းနဲ့ signal line ကြားကအမှတ်ကလေးဒီဒါ base 1အဲ့ base 1ကိုရောက်ပြီဆိုသူဒီ mula trend ရဲ့ continuation ဆက်သွားတတ်တယ်ဒါကဒါ1နဲ့ပတ်သက်တဲ့အကြောင်းအရာနှစ်ကကြတော့လေအဲ့ base 1ကနေသူ continuation ဆက်သွားလိုက်ပြီးတဲ့နောက်မှာဘန်းကိုဖောက်မထွက်တော့ဘူးဆိုရင်ဒါဒီနှစ်အမှတ်ဖြစ်မယ်အဲ့နှစ်အမှတ်ကနေသူဒီတော့လျှောက်ဘက်ပြန်မယ်ဘက်မပြောင်းဆိုလဲသူဒီနှစ်အခြေမှတ်ဖြစ်တဲ့เนาะဒီလိုမျိုးပေးထောက်တဲ့အမှတ်ကလေးတွေကိုရောက်လိမ့်မယ်အဲ့တော့နှစ်အခြေမှတ်ရောက်လို့မှဒီဈေးတန်းဒီတောက်လျှောက်ဆက်ပြီးတော့ရွေ့မရွေ့တော့ဘူးဆိုတာ mula trend ကို continuation သွားတော့မယ်ဆိုတော့ကျွန်တော်တို့ကသိနိုင်တယ်အဲ့လိုကနေဘေးထောက်ပြီး continuation သွားလိုက်ပြီးတဲ့နောက်မှာတခါဘန်းကလည်းကျင်းရင်ကျင်းမယ်ဒါမှမဟုတ်လို့ရှိရင်လည်းเนาะသူဒီဘန်းကိုပြန်မဖောက်ထွက်တော့ဘူးဆိုရင်တော့ဒါကျွန်တော်က3အမှတ်လို့သတ်မှတ်မယ်အဲ့တော့အခုဒီမှာဆိုဒါမျိုးလေးတွေဆိုတော့ဒါသူကเนาะတခါတည်းဒါ3 over ပေါ့3ကိုမှဘန်းကျင်းတဲ့အထိကိုရွေ့သွားတယ်တချို့3တွေကကြတော့အဲ့လိုမျိုးဘန်းမကျင်းဘူးเนาะတချို့3တွေကမှဒီနားဆိုလည်းဒါဘန်းကဒီမှာတိတိတသားမကျင်းနေဘူးဒါမှတော့ဘေးကိုလည်းတိတိတသားတော့မထောက်နေဘူးအဲ့တော့ဘေးကိုတိတိတသားထောက်ပြီးဘန်းကျင်းနေတာကြီးတွေအများကြီးရှိတယ်ရိုးတနက်3ဖြစ်သွားတယ်အဲ့လိုမျိုး3ကတော့အရန်ကြီးတိတ်တော့ strong မဖြစ်ဘူးဥပမာဒီနားမျိုးတွေပေါ့ဒီမှာ1ဖြစ်ထားတယ်เนาะအဲ့တော့1ကနေပြီးသူဒီမှာအထဲကိုဝင်လာတယ်ဘန်းနဲ့ပေးကြဒီမှာတော့ signal line လေးနည်းနည်းကျော်သွားတယ်အဲ့တော့ဘန်းနဲ့ပေးကြလေးမှာဒါ base 1လေးဖြစ်သွားတယ်အဲ့ base 1ကနေ continuation သွားဖို့ကြိုးစားတယ်ဒါပေမဲ့ဘန်းကိုပြန်မပေါင်းနိုင်တဲ့အတွက်ဒီမှာနှစ်ခါဖြစ်သွားတယ်အဲ့နှစ်ကလေးကနေသူကတောက်လျှောက်ကျဖို့ကြိုးစားတယ်မကျနိုင်ဘူး base 2ကိုရောက်တဲ့အချိန်မှာပေးထောက်တယ်เนาะအဲ့ base 2ဒီတစ်ခါလေးမှာသူဒီများသောအားဖြင့်တော့ base ကိုထောက်တယ်တစ်ခါလေးမှာအခုလိုအနေအထားမျိုးမှာကျတော့90ကိုပြန်ထောက်တယ်เนาะ base နဲ့90เนาะအတူတူပဲเนาะအဲ့လိုမျိုးလေးတွေเนาะဒီထပ်တူကျသွားတာမျိုးဆိုရင်တော့ပို့ပြီးတော့ strong ဖြစ်တယ်ဒီမှာဆိုလည်းဒီမှာ base နဲ့90လေးဒီထပ်တူကျသွားတော့ကျတော့ဈေးတန်းကဒီမှာเนาะဒီ90လေးမှာပဲမကျော်ဘူးဖြစ်သွားတယ်เนาะအဲ့တော့ကျတော့ဒီ base 2ကိုရောက်ပြီဆိုလည်းကျွန်တော်ကဆက်ပြီးတော့ continuation ရွေ့မရွေ့ရင်သူဒီ3ဖြစ်တော့မယ်အဲ့3ကနေမှเนาะဒီပေးထောက်ပြီးဆက်ပြီးတော့ရွေ့သွားတဲ့3အမှတ်ဒီနောက်လျှောက်ဘန်းချင်းနဲ့ဒီလည်းရွေ့သွားနိုင်တတ်တယ်လို့တစ်ခါတလေမှာအခုလိုမျိုးဒီလိုဘန်းချင်းမှာလည်းကျွန်တော်ကြုံရတတ်တယ်
ဒါပေမဲ့သူကသူဘန်းကျဲချင်းမကျဲချင်းဒီကျွန်တော်အဲ့ဘန်းကိုမဖောက်တော့ဆိုတော့ဒါ3ဖြစ်ပြီးသိရမယ်ဒါပေမဲ့ဘန်းကျဲနေဘာဖြစ်တယ်လဲဆိုရင်သူဒီတစ်ဖောင်းဆက်ပြီးတော့ continuation သွားနေတာကိုတော့သတိထားမယ်အဲ့လိုမျိုးကြီးဘန်းကျဲနေတာတွေကိုတွေ့ရင်တော့ဒါကျွန်တော်ကဒီနားမှာလက်လွတ်ပဲเนาะဒီဘန်းကိုမကြော်တာနဲ့တန်းပြီးတော့အယောင်ဝယ်လိုက်လို့တာမျိုးကိုတော့ရှောင်ကျင်သင့်တယ်เนาะဒါကဒီအမှတ်ကလေးတွေသဘောတရားလေးတွေအဲ့လိုကနေသူဒီ3ကနေတောက်လျှောက်သူကပြန်ပြီးတော့ reversal ပြန်လာရင်းနဲ့မှစက်ညင်ဘန်အခုဓမ္မကကြတော့90နဲ့ကွာသွားတာဖြစ်တဲ့အတွက်ဓမ္မစက်ညင်ဘန်ပဲရှိအဲ့တော့စက်ညင်ဘန်ကိုရောက်တဲ့အချိန်မှာဒါကျွန်တော်က pay 3ဖြစ်ပြီအဲ့ pay အမှတ်တွေကိုရောက်ပြီဆိုတာကျွန်တော်ကသိရမှာပါလေဆိုရင်မူလ trend ကိုမြန် continuation သွားနေမလားเนาะအဲ့တော့ဓမ္မဒီဘန်ကိုသူဖောက်မစင်းတော့ဘူးဆိုတာကျွန်တော်က continuation သွားနေတာကိုသတိထားမယ်သွားချိန်မှလည်းသွားမယ်เนาะတခါလေးမှာဒီနားလေးတွေမှာသွားမယ်လို့လေးနဲ့မသွားတော့ဘဲနဲ့လှည့်ပြီးတော့เนาะတောက်လျှောက်ထိုးဆင်းသွားတာကြီးအများကြီးရှိတယ်เนาะ forex မှာပုံသေးမရှိဘူးကျွန်တော်ကဘယ်အမှတ်နားမှာဘာဖြစ်တတ်တယ်ဆိုတာလောက်ကိုပဲတွေးဘာဖြစ်ရမယ်လို့တော့မတွေးနဲ့ဟိုမှာ base 1ကနေသူဒီ continuation မူလ trend ကိုဆက်သွားတတ်တယ်။သွားကိုသွားရမယ်လို့မတွေးမိစေနဲ့။နော်သွားတတ်တယ်။အဲ့ဒီအလျောက်ကိုကျွန်တော်ကသတိထားမိလာမယ်။အဲ့သွားတတ်တယ်လို့တွေးရင်းနဲ့မှာ तू မသွားဘူးဆိုလဲအမှဒီလို base 1လေးကနေသွားရမယ်ဆိုမသွားဘဲနဲ့တန်းပြီးတော့အယောင်နော်ရောင်လေးထိုးပြီးတော့နော်အချက်ပြပြီးထိုးဆင်းသွားတာလည်းဖြစ်သွားတတ်တယ်။နော်ဒီသဘောကိုသိရမယ်။အဲ့လိုမျိုးပဲကျွန်တော်က base 1ကနေ base 1ဖြစ်ရင်တောက်လျှောက်က continuation သွားကိုသွားတယ်လို့တွေးမိသွားတယ်။အဲ့ base 1ကိုရောက်လို့ဈေးကဆက်ပြီးတော့เนาะဒီအကြကိုမစင်းတော့ရင်လည်းကျွန်တော်ကသတိထားဖို့ဆိုတော့ကောင်းထဲမှာမတွေးမိလာဘူးစိတ်ထဲမှာတောက်လျှောက်ကပါလဲဆိုရင်အကြတော့မှာပဲတစ်ကနေတောက်လျှောက်ကြမှာအကြကိုပဲတွေးနေမိမှာတကယ်တမ်းကသူဒီเนาะ base 1ရောက်ပြီဆိုရင်ဒါ continuation သွားကောင်းသွားတတ်တယ်မသွားရင်တော့ကြမှာပဲเนาะသွားရင်လည်းသူဒီသွားလိုက်မယ်အဲ့ဒီနားလေးတွေမှာဖြစ်တတ်တဲ့သဘောကိုသိထားဖို့ပဲလို့ဥပမာဓမ္မဆိုလက်တာထုံးလေးလည်းကောင်းမယ်ဟာတောက်လျှောက်เนาะဒီတစ်အမှတ်ကနေတောက်လျှောက်ဘက်ပြန်တတ်တယ်မှန်တယ်ဒါပေမဲ့မပြန်ဘူးဆိုလဲကျွန်တော်ကသိရမယ်အဲ့တော့တစ်အမှတ်ပဲမပြန်ရင်သူ့ရဲ့ base အမှတ်ကိုဒါကျွန်တော်ရောက်လာပြီအဲ့တော့ base အမှတ်ကနေသူဒီဘာဖြစ်မလဲเนาะ base အမှတ်ကိုတွေ့ပြီဆိုတာ base ဖြစ်တိုင်းဒီတောက်လျှောက် continuation သွားချင်မှလည်းသွားလိုက်မယ်အဲ့မသွားဘဲနဲ့အဲ့နာမှာတိတိကလေးပဲဖြစ်ပြီးမှတောက်လျှောက်ဆက်ပြီးတော့ဆင်းသွားတာမျိုးတွေလည်းအများကြီးရှိတယ်ဟုတ်ပြီเนาะအဲ့လိုကနေတော့3ကနေသူဒီစက်ညင်ဘန်ဒါမှမဟုတ်ရင်တစ်ခါလေးမှာ90ကိုရောက်ပြီဆိုရင်တော့ဒါ P3 ဖြစ်ပြီ3အခြေမှတ်ကနေသူဒီတစ်ခါ market pay line MPL ကိုပြန်ပြီးတော့เนาะဒီ pay line ကိုပြန်ထောက်ပြီးဆိုရင်ဒါဒီထောက်တဲ့အမှတ်ကလေးကိုကျွန်တော်က4အမှတ်เนาะ4 point အဲ့ base အမှတ်ကနေမှသူဒီတစ်ခါတလေမှာတောက်လျှောက်တန်းဆင်းသွားတာလည်းရှိတယ်လို့တစ်ခါလေးမှာလည်းဒီနားရောက်မှသူကเนาะ pay ထောက်ပြီးတော့တောက်လျှောက်ဆင်းမလို့နဲ့เนาะနံပါတ်4အမှတ်ဖြစ်ပြီးတော့ reversal ထပ်ပြီးဆင်းမလို့နဲ့မဆင်းမနဲ့ထပ်ပြီးတော့ဖောက်ထွက်သွားတာမျိုးလည်းရှိတယ်เนาะအမှတ်တိုင်းမှာအယောင်ပြတတ်တယ်ဒါတွေကိုတော့ကျွန်တော်ကသိထားဖို့လိုတယ်เนาะအဲ့လိုမျိုးကနေသူဒီစက်ညင်ဘန်ကိုတစ်ခါပြန်ပြီးတော့လာတယ်ဆိုရင်ဒါဒီတော့ကျွန်တော် B4 အဲ့ B4 ကနေမှတောက်လျှောက်ပြန်တက်လာပြီးတဲ့နောက်မှာဘန်ကလည်းဒီလိုမျိုးအောက်ကလေးကိုငှိုက်လာတယ်တနည်းဘန်ချင်းလာတယ်ဒီစက်ညင်ဘန်ကိုထိတဲ့အချိန်မှာဘန်ကိုလည်းမဖောက်တော့ဆိုတော့ဒါဒီနံပါတ်5အမှတ်ဖြစ်ပြီအဲ့တော့အဲ့နံပါတ်5အမှတ်ဖြစ်ပြီဆိုတော့ဒါတောက်လျှောက်ပဲပြန်မပြန်ရင်သူဒီဖောက်ထွက်ပြီးတဲ့နောက်မှာတစ်ဖောင်းပြန်ပြီးတော့တစ်နှစ်ပြန်သွားတယ်ဘာကြောင့်လဲဆိုဘန်ကကျင်းပြီးသွားပြီတော့အဲ့5အမှတ်ကလေးဒီများသွားပြီးဘန်ချင်းတာများတယ်အဲ့လိုဘန်ချင်းလို့မှသူဒီတောက်လျှောက်မစင်းတော့ဘူးเนาะတောက်လျှောက် reversal မှာပြန်လို့ဘာဖြစ်မလဲဆိုရင်90မကျော်ဘန်ချင်းတဲ့ပုံစံဥပမာဒီမှာပေါ့เนาะဒီနားလေးတွေမှာဘန်ကကျင်းနေပြီဒါက9အမှတ်လို့ယူဆလိုက်မယ်အဲ့တော့9အမှတ်ဖြစ်တဲ့သူဒီတောက်လျှောက်ဘက်ပြန်ရတော့မှာဘက်မပြန်ဘူးဆိုဘာဖြစ်သွားဆို90မကျော်ဘန်ကเนาะကျင်းတော့ကျင်းသွားတယ်ဒါပေမဲ့90ကိုအခုဒီမကျော်နေသေးဘူးအဲ့အတွက်9အမှတ်ကနေမှတောက်လျှောက်သူဒီဘက်ပြန်ရင်ပြန်ဘက်မပြန်ရင်90မကျော်ဘန်ချင်းဖြစ်တဲ့အတွက် continuation သွားနိုင်တယ်အဲ့အတွက်သူဒီဘန်ချင်းလေးကနေတစ်ဖောင်းရွေးတာနဲ့เนาะရွေးလိုက်တာနဲ့နည်းနည်းလေးဖောက်ထွက်တာနဲ့သူကဘန်ကဖောင်းပြီတနည်းအားဖြင့်နောက်တစ်ဖောင်းထပ်ရွေ့ပြီเนาะဒါကြောင့်ဒါလေးတွေကိုကျွန်တော်ကသိထားဖို့လိုတယ်เนาะအဲ့တော့လိုက်ကြည့်မယ်ဆိုရင်เนาะဘယ်အနေထားမှာဘယ် time frame ပဲเนาะဘဲမှာပဲကြည့်လိုက်ဒီအမှတ်ကလေးတွေဒီတိုင်းသွားနေတာပြီးရင်လည်းခုနเนาะကျွန်တော်ဒီအရင် knowledge sharing video မှာကျွန်တော်နီးနဲ့ပတ်သက်လို့ပြောဖို့လေကျွန်တော်နီးမှာမတူညီတဲ့ method 3နည်းရှိပေမဲ့เนาะပုံစံခွဲ3ခုဆိုတော့မဟုတ်ဘူးတစ်ခုတည်းလို့ပဲဘာကြောင့်လဲဆိုအဲ့3ခုလုံးဒီเนาะဒီ pattern ထဲမှာပဲဖြစ်တာเนาะခုနပြောသလိုပေါ့ဒီ anglian pattern လေးထဲမှာပဲဒီ point 5 point လုံးကဖြစ်ပေါ်နေတာเนาะအခုဒီမှာကြည့်မယ်ဆိုတာဒီ anglian pattern ထဲမှာပဲဒီအမှတ်5မှတ်လုံးကဖြစ်နေတာเนาะအဲ့ဒီအတွက်ကျွန်တော်ကဒီ3အမှတ်ဖြစ်ပြီဆိုရင်လည်းဒါ over နဲ့အလားတူတူသွားနေတယ်အဲ့တော့ဒါ pattern ရလဲဒီမှာ over ဖြစ်နေပြီ3နဲ့ဖြစ်ပြီဒါမှမဟုတ်လည်းခုနပြောတယ်เนาะဒီ9အမှတ်ဆိုလို့ရှိရင်လည်းဒါဒီเนาะဒီဘန်းကသူက90အပေါ်မှာရောက်နေပြီဒါမှမဟုတ်အောက်မှာရောက်နေတယ်ဆိုလည်းဒါ over ဖြစ်နေပြီဥပမာဒီလိုနားလေးမျိုးလေးတွေပေါ့ over ဖြစ်သွားပြီ point အရလည်းအမှတ်ကမှ4တွေဖြစ်မယ်5တွေဖြစ်နေပြီเนาะဒါမှမဟုတ်3တွေဖြစ်နေပြီ pattern အရလည်း over ဖြစ်နေပြီအဲ့လိုမျိုးလေးသွားတိုက်စင်တာတော့ pattern ရဲ့ over အရလည်း over ဖြစ်ပြီဆိုတာအရွေကြီးတစ်ဖက်ဘက်ကလာတော့မယ်ပြီးရင်သူ့ရဲ့ရေဘူးရเนาะသဘောတရားအရ90အပေါ်မှာဖြစ်တဲ့เนาะအတက် over ဖြစ်တဲ့အတွက်သူဒီအကြကိုလာနိုင်ခြင်းများတယ် point အရလည်းသူဒီ4ဒါမှမဟုတ်5ဖြစ်နေတဲ့အတွက်เนาะအကြကိုပြန်ပြီးတော့လာနိုင်ခြင်းများတယ်ပေါ့ဒီလိုမျိုးလေးတွေသွားပြီးတော့တိုက်ဆိုင်သွားတယ်
နော်အဲ့အတွက်မတ်တက်ကတော့မတူညီတဲ့မတ်တက်3နည်းဆိုပေမဲ့နော်နီး3နည်းကိုကင်ဆော့ရမှာမဟုတ်ဘူးတနည်းတည်းကိုပဲနော်ပို့ပြီးတော့တိကျအောင်ပို့ပြီးတော့နော်ဒီ perfect ဖြစ်အောင်လာပြီးတော့ပေါင်းဆက်လိုက်တဲ့သဘောပဲအဲ့အတွက်တနည်းတည်းကိုပဲဆော့ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့တိကျတယ်ရိုးရှင်းတယ်လွယ်ကူတယ်တော့တခြားနည်းတွေလိုပုံစံခွဲတွေအများကြီးမှတ်ပြီးတော့မှလိုက်ဆော့နေရတာမဟုတ်ဘူးနော်အဲ့ဒီနည်းအကုန်လုံးကလည်းဒီဈေးကွက်အရွေးပေါ်မှာအခြေခံထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ကို perfect ဖြစ်တာဒါကြောင့်သူဒီကြိုက်တဲ့ currency ပဲကြိုက်တဲ့ time frame မှာတွားကြည့်ဒီသဘောတရားကအတူတူပဲဖြစ်တာအဲ့တော့ဒီမှာကျွန်တော် H1 မှာတစ်ချက်ပြန်ကြည့်မယ်အဲ့တော့ H1 မှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနားလေးတွေမှာတော့ဒါနည်းနည်းနော်ကြည့်ရတာနည်းနည်းခက်သွားပြီဒီမှာသူကနော်တကယ်ဆိုတာ9အမှတ်ကလေးဖြစ်ရမှာ9အမှတ်ကနေတော့တောက်ကြာရမယ်ဆိုတာမကြဘဲနဲ့သူကဒီနားမှာဒါ1နှစ်လိုမျိုးပြန်ဖြစ်သွားတယ်အဲ့တော့ဒီနားမှာတော့အရင်တော့မလှတဲ့အတွက်နော်ကြော်လိုက်မယ်တကယ်ကြည့်မယ်ဆိုလည်းဒါနော်ဒီ1နှစ်ကနေတော့1ကနေဒါသူပြန်ဆင်းလာတယ်အဲ့ဒါမှ2အမှတ်ကလေးဖြစ်တယ်2ကနေဘေးကိုထောက်တယ်ဘေးကနေတော့ဒါ3 over လို့လည်းကျွန်တော်ပြောမယ်ဆိုပြောလို့ရတယ်ပြီးရင်ဒီမှာပြောင်းပြန်ပြီးတော့ဒီကောင်ကိုနော်ကျွန်တော်ခုနလိုမျိုး screenshot လေးရိုက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ1အမှတ်ဖြစ်တယ်ပြီးရင်ဒီမှာ2တွေဖြစ်တယ်နော်ဒီမှာတော့သူက3ရယ်လို့တသက်မှတ်မရှိတော့ပဲ2ကနေပဲတောက်လျှောက်တန်းမျိုးကိုပဲပြန်မှုသွားလိုက်တာနော်90မကျော်လို့သွားတာအကြကိုပြန်ပြီးတော့ဆင်းနေတာနော်အဲ့တော့ဒီမှာနည်းနည်းပို့ပြီးတော့မြင်သာတဲ့ပုံစံလေးတွေကိုတစ်ချက်သွားကြည့်မယ်ဥပမာဒီမှာဆိုလို့ရှိရင်ဒါတောက်လျှောက်1အမှတ်ကနေသူဒီနော်တောက်လျှောက်ဆင်းလာတယ်ပြီးရင်ဒီမှာပေးထောက်ပြီးရတော့မှနံပါတ်3ပြန်ဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်ဒါပြောရရင်တော့ဒီနားတွေမှာဒါကျွန်တော်ဒီအမှတ်ဆိုလို့ရှိရင်ဒါ3လိုပဲတွေ့2လိုပဲတွေ့ကြိုက်သလိုတွေ့လို့ရတယ်နော်အဓိကဒီအမှတ်တွေကနော်ဒီအမှတ်ဒီလိုခေါ်ရဲဆိုတာဒီဘယ်သူမှသတ်မှတ်ထားတာမဟုတ်ဘူးကျွန်တော်နားလည်လျအောင်သတ်မှတ်ထားတာပဲရှိအဲ့တော့နော်ဒီနားမှာနော်ဓမ္မကလေးကသူဒီတာ1လို2လိုတွေရှုပ်နေတာအဲ့အတွက်အဲ့ဒါတွေကိုအမှတ်အတိအကျကြီးမခွန်နိုင်လဲဘာမှမဖြစ်ဘူးသဘောတရားနားလည်ရပြီအဲ့တော့ဒီနားကြမှာဒါကျွန်တော်က2လိုပြန်တွေးမယ်ဆိုလဲတွေးလို့ရတယ်မှာ2ဖြစ်တယ်2အခြေမှတ်ဖြစ်တယ်ဘေးထောက်တဲ့အမှတ်နော်2အခြေမှတ်ဖြစ်တယ်3ကိုတက်တယ်အဲ့တော့3လည်းဖြစ်ပြီးဘန်းကလည်းကျင်းနေပြီဆက်လည်းမရွေ့တော့ဘူးဆိုရင်ဒီမှာအကြကိုဆင်းမယ်ဆိုတော့ကျွန်တော်ကတည်နိုင်တယ်အဲ့တော့3ကနေတောက်လျှောက်ကြပြီအဲ့တော့3ကနေတောက်လျှောက်သူဒီတဖောင်းကြီးဆင်းရတော့မယ်အစားမဆင်းခဲ့ဘူးဘာဖြစ်လဲဆို P3 ကိုရောက်တဲ့တနည်းအားဖြင့် lower band 90နာကိုရောက်တဲ့အချိန်မှာ P3 ဖြစ်ပြီအဲ့ P3 အမှတ်ကလေးကိုရောက်တဲ့အချိန်မှာဈေးက E သွားတယ်ဆက်ပြီးတော့မဆင်းတော့ဘူးဆိုတာကျွန်တော်က continuation Muller trend ကိုဆက်ပြီးတော့သွားနိုင်တယ်ဆိုတာကိုသိနိုင်တယ်အဲ့လိုကနေဒီမှာ base ကိုပြန်လာထောက်တယ်B3 ကနေဒါ4ဖြစ်သွားပြီအဲ့တော့ဒီ4ကိုရောက်တဲ့အချိန်မှာလည်းသူဒီတောက်လျှောက်ဒီ B3 ကနေတောက်လျှောက် continuation သွားရလို့ရတယ်ဒါပေမဲ့ဒီမှာ4ပြန်ဖြစ်ပြီဆိုရင်လည်းသူဒီ B3 ကနေတောက်လျှောက် continuation မသွားလို့ရှိရင်လည်း4ကနေတောက်လျှောက် reverse ပြန်ဆင်းနိုင်တယ်ဆိုတာကိုသတိထားရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီ short term လေးတွေဆော့တာဖြစ်တဲ့ time frame အနှိမ့်နေမှာနော်ဒီရောင်းဝယ်လုပ်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးအသေးစိတ်ကလေးတွေကအစအကုန်လုံးကိုမြင်အောင်လုပ်တာ refine လုပ်ထားတာအဲ့တော့ဒီလိုမျိုးဒီနားနော်ဒီ long term သမားတွေကြတော့ဒီနားတွေမှာတော့ဒီလိုမျိုးလိုက်ကြည့်ရင်တော့နည်းနည်းတော့ဟိုအခက်အခဲဖြစ်သွားနိုင်တယ်အဲ့တော့ long term ကစားမယ်ဆိုတော့ကိုကနော်ဒီလိုမျိုး base 3တွေပါတယ်နော်ဒီလိုဂျားတဲ့က base အမှတ်လေးတွေနဲ့ဆိုင်တိကျတဲ့ဟိုမှာ over ဆို over တစ်မျိုးတည်းကိုပဲဆော့တာမျိုးနော်ဆိုပြီးဒီလိုမျိုးကိုပဲဒါဆော့တင်တယ်နော်ဒါကတော့ကိုနဲ့ကိုက်ညီတဲ့နော်ဒီ trade plan ကိုပြန်ပြီးတော့ဒီစောက်ကြည့်ပေါ့နော်နီးကတော့ဒီနီးအတိုင်းပဲသွားလို့ရတယ်အဲ့တော့ကျွန်တော်ကတော့ခုနပြောလို့ပဲ short term လေးတွေမှာဆော့တာဖြစ်တယ်ဒီလိုအတိအကျအသေးအမှတ်ကလေးတွေအစားအကုန်သတိထားတယ်။ဘာကြောင့်လဲဆိုဥမာဒီအမှတ်ဆိုလို့ရှိရင်လည်းဒါဒီမှာကြည့်တော့ဒါဘယ်တော့မှအရွေကမရှိဘူးထင်ရတာ။အဲ့တော့ဒီ lower band ကလေးကနေဘေးကိုတက်လာတဲ့ဒီအမှတ်ကလေးဒီ time frame အနှိမ့်မှာကျွန်တော်တို့သွားကြည့်မယ်ဆိုတော့ဒီကနေပြီးတော့တက်လာတာနော်ဒီမှာပေ1500 2000လောက်ရှိတယ်။တော့တနည်းအားဖြင့်ကြည့်မယ်ဆိုတော့ဒီအမှတ်ကလေးပေါ့နော်ဒီကနေဒါတက်လာတာတော့ဒီမှာ lower band ကနေတက်လာတဲ့အမှတ်ကလေးเนาะဘာမှမဟုတ်ဘူးမယ်เนาะကျွန်တော်ဒီ time frame အနှိမ့်မှာကြတော့သူဒီပေကထောင်ချီသွားတယ်တော့ဒီမှာ1500ရှိတယ်ဒီတရွေ့လေးရတယ်ဆိုရင်ကတော့မနေဘူးကျွန်တော်ဟိုမှာဒါပေ1800ဆိုလို့ရှိရင်1 long နဲ့အယောင်းဝယ်လုပ်ခင်ဒေါ်လာ1800ရမယ် 0.1 long နဲ့အယောင်းဝယ်လုပ်ခင်မယ်ဆိုရင်ဒါ180ရမယ် 0.01 နဲ့ဆိုရင်18ဒေါ်လာရမယ်เนาะဒါဆိုတာနည်းတဲ့အရွေ့မဟုတ်တော့ဘူးအဲ့တော့ကျွန်တော် ACU ဒီတာမန်ရက်တွေမှာဆိုရင်ဒါပေက1500 2500ဒီဝန်းကျင်လောက်ကိုဒါအမြဲတမ်းသွားနေတာတော့တကယ်ဒီ2500 3000ဆိုရင်တော့ဒါတော်တော်လေးကိုအရွေကကြီးတယ်လို့ကိုပြောလို့ရတယ်တော့ဒီ5 6000ဆိုရင်တော့ပို့ပြီးတော့ကိုအရွေကြီးသွားပြီပေါ့အဲ့တော့ဘယ် time frame မှာပဲကြီးသဘောတရားလေးတွေကအတူတူပဲအဲ့တော့အခုဒီမှာနောက်ထပ်နော်ပုံစံတစ်ခုနောက်ထပ်ကြည့်မယ်နော်ဒါပါဆိုလို့ရှိရင်ဒါဒီမှာတစ်အမှတ်ကလေးတွေဖြစ်တယ်တစ်ကနေပြီးဒီမှာပြန်ပြီးတော့သူဖောက်ထွက်ဖို့ကြိုးစားတယ်နော်မထွက်နိုင်တော့ဒီနားလေးမှာဒါကျွန်တော်ကဒီအမှတ်မျိုးလေးတွေဆိုတာတစ်ပဲပြောနှစ်ပဲပြောလို့ရတယ်ဘာမှမဖြစ်ဘူးနော်ဒီအမှတ်လေးတွေမှားပြောတာပြဿနာပြီဒါပေမဲ့သူဖြစ်ပြီဆိုရင်ဘာဖြစ်မလဲနော်ဒီအမှတ်တွေဖြစ်ပြီဆိုရင်ဈေးကွက်ကဘာဖြစ်တတ်တယ်လဲပြီးရင် continuation ဆက်သွားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နော်ဒီ base အမှတ်လေးတွေကိုတော့ကျွန်တော်ကတီးဖို့လိုတယ်နော်ဒီမှာ base 1ဆိုလဲ base 1ကဘယ်လို base 2ဆိုလဲ base 2ကဘယ်လိုဆိုတော့တီးဖို့လိုတယ်
အဲ့တော့ဒီနားမှာနှစ်လို့ပြောလို့ရတယ်ဒါမှဒါနှစ်နှစ်ခါဖြစ်တယ်လို့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ကဒီနားကြမှာနှစ်လို့လည်းသတ်မှတ်လို့ရတယ်เนาะဒါကြိုက်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဒီနားကကြတိတ်မပြင်းလေးဆိုတော့ဒါလည်းတစ်လို့ပဲယူဆမယ်ဆိုရင်တစ်ကနေသူတောက်ချောက်ဘက်ပြန်မှုကြိုးစားတယ်ဘန်းနဲ့ပေကြားလေးမှာသူကထပ်ပြီးတော့เนาะဒါပေ1လို့ပဲပြန်သတ်မှတ်လို့ရတယ်ပေ1ကနေသူကထပ်ပြီးကြိုးစားဖို့เนาะတက်ဖို့ကြိုးစားတဲ့အခါမှာဘန်းကိုမဖောက်နိုင်တော့ဒီမှာ signal line ကိုလည်းပြန်ထောက်သွားတယ်เนาะအဲ့အတွက်အဲ့ဒီကနေဒါသူအမှတ်เนาะဒီ second point ဖြစ်သွားတယ် second point ကနေမှထပ်ပြီးတော့တောက်ချောက်အကြဆင်းမှုကြိုးစားတယ် base 2ကိုရောက်လာတယ်နော် base 2စီများသွားပြီ base ကိုထောက်တဲ့အမှတ်ကိုသတ်မှတ်တာနော်တစ်ခါတလေမှလည်းသူဒီ level 50နဲ့ base နဲ့ကတ်နေတတ်တယ်နော်ဒီလိုမျိုးလေး level 50နဲ့ base နဲ့ကတ်နေလို့ရှိရင်လည်းဒါ level 50ပေါ့နော်အဲ့တော့ဒီမှာ base 2ဖြစ်တယ်အဲ့တော့ base 2ကနေသူဒီတစ်ခါလဲဖြစ်မယ်နှစ်ခါလဲဖြစ်ကောင်းဖြစ်မယ်ဒါတွေကပုံတင်မရှိဘူးနော်အဲ့လိုကနေသူကထပ်ပြီးတော့ continuation သွားဖို့ကြိုးစားတယ်ဘန်းကိုဖောက်မထွက်တော့တဲ့အမှတ်တမှာနံပါတ်3အဲ့တော့ဒီမှာဒီနံပါတ်3ကိုကြည့်မယ်ဆိုဒီနားကြီးဆိုရင်တော့ဘန်းကပြောရင်ကျင်နေတော့မှရှိသေးတယ်နော်ဒီဘက်နားရောက်မှဒါဘန်းကလေးကခါသိမ်းသွားတာတကယ်လို့ဒီမှာဒီ4အမှတ်4ကျမှဘန်းကစာပြီးခါသိမ်းတာဒါပေမဲ့လည်းဒီမှာဒီလိုနားနံပါတ်3ကိုတွေ့ပြီးဆိုကြတာကျွန်တော်ကဇီတန်ဒါကြာနိုင်တယ်ဘန်းကျင်နေတဲ့အတွက်တော့ဒါကြီးဆက်မြန်တက်သွားမလားတစ်ဖောင်းတက်နေမလားတွေးလို့ရတယ်ဒါပေမဲ့ time frame အနှိမ့်နဲ့တွဲကြည့်ရင်သိနိုင်တယ်အဲ့တော့အခုဒီမှာတနားကြီးအရာကြတော့ H1 အရာကကြဘန်းကြီးကကျင်နေတယ်เนาะဒီ3ကြီးဒီဆက်ပြီးတက်နေလို့လည်းရတယ်ဘန်းကိုဖောက်ပြီးတဲ့နောက်မှာနောက်ထပ်တစ်ဖောင်းထိဥမာဒီလိုမျိုးတွေပေါ့ဒီမှာဘယ်နားတွေကနေသူဘယ်ထိတောင်ဒါရွေ့နေမလဲပြောလို့မရအောင်ဘန်းကဖောင်းနေစေဖြစ်တယ်ဒါပေမဲ့အနှိမ့်ကိုသွားကြည့်မယ်ဆိုဥပမာ15မိနစ်လောက်ကိုတစ်ချက်ကြည့်မယ်15မိနစ်အရာလည်းတိတ်မသိသားသေးဘူးဒီမှာ2အမှတ်တော့ဖြစ်နေပြီเนาะ5မိနစ်ကိုတစ်ချက်သွားကြည့်မယ်5မိနစ်အရာကြတော်တော်လေးလှနေပြီเนาะဥမာဒီနားလေးပေါ့เนาะ5မိနစ်အရာကြတော့ဒီမှာသူ့မှာလည်းပြောရမယ်ဆိုရင်ဒါเนาะဒီ2အမှတ်လိုမျိုးလေးဖြစ်နေပြီဒါတော်တော်လေးကိုဘန်းကလှနေဒီမှာဘန်းလေးလည်းအပေါ်ကိုဒါပေမဲ့ဘာဖြစ်လဲဆိုရင်ဘန်းခါတိန်တဲ့ပုံစံကနော်ဘန်းချင်းတဲ့ပုံစံကတိတ်တော့မလှနေသေးဘူးဒါပေမဲ့လည်းကျွန်တော်တို့စော့နေကြဆိုတော့ဒီနားမှာတည်နိုင်တယ်နောက်ဆုံးကျွန်တော်ဒီအမှတ်မှာမဝင်နိုင်ရင်တော့မှသူပြန်ပြီးတက်လာဖို့ကြိုးစားတဲ့အချိန်မှာဘေးကိုမကြော်တော့ဘူးဆိုရင်တည်ပြီဒီမှာတောက်ချောက်ကြပြီးဆိုတော့တည်နိုင်တယ်အဲ့တော့ M1 နော်နောက်ဆုံး time frame M1 ကိုတွားကြည့်တော့ပို့ပြီးတော့ကို sorry နော်ဒီမှာ M1 ကကျတော့ history ကမရှိတော့နော်အဲ့တော့အဲ့လိုမျိုးလေးတွေဒါ time frame အမြင့်နဲ့အနေတွဲဆိုရင်ပို့ပြီးတော့ကိုတိကျကျတည်ရတယ်ဒါကြောင့်ကျွန်တော်က multi time frame analyze လုပ်တယ်ဆိုတာဒါကိုပြောတာနော်ဒီ time frame လေးတို့ဒါကျွန်တော်က6ခုကိုအဓိကကြည့်ပြီးတယ်တကယ်တော့ကြည့်ရတော့အကုန်လုံးကြည့်တယ်เนาะဒါပေမဲ့6ခုကိုဖွင့်ထားတယ်ဖွင့်ထားပြီးတော့ H1 A4 ကိုကျွန်တော်များသွားပြီး trend ကိုသတ်မှတ်တယ်ဘယ်လို trend ကိုသတ်မှတ်လဲဆိုဥပမာ H1 မှာခုနပြောတဲ့ဒီ point တစ်ခုခုရှိပြီဥပမာအခုလိုမျိုးဒါ1ကြီးဖြစ်သွားပြီ1 A1 1ဖြစ်ပြီဆိုလဲ H1 အရာသူဒီအကြကိုဆင်းကောင်းဆင်းသွားနိုင်တယ်เนาะဒီလိုမျိုးဒါအဲ့တော့ H1 ဒီ1ဖြစ်တဲ့အမှတ်ဒီเนาะကျန်တဲ့မှာ M13 အရာကျတော့ဘာဖြစ်နေသလဲ M15 အရာကျတော့ဘာဖြစ်နေလဲစကြည့်ဒီလိုမျိုးလေးတွေလိုက်ပြီးတော့သုံးသပ်ကြည့်တယ်အဲ့လိုသုံးသပ်လိုက်ရင်မှာ time frame အနှိမ့်နေအကြအားလေးတာသွားနိုင်တယ်ဆိုရင်အဲ့တော့ time frame အနှိမ့်ကိုကျွန်တော်ကြည့်ချင်းအပြင်အမြင့်ဆုံးကိုကျွန်တော်ကဖမ်းလို့ရတယ်အမြင့်ဆုံးကနေအယောင်းဝယ်လုပ်ထားတယ်90မှာကျွန်တော်ဒါသတိထားရမယ်ဆိုတာလေကျွန်တော်ကတိတယ်တကယ်လို့အဲ့မှာအားပါကောင်ပါသွားနိုင်တယ်အဲ့မှာအားပါပြီဆိုရင်အနှိမ့်မှာအားပါသွားရင်အမြင့်ကလည်းအားကပါပြီအဲ့တော့ဒါ M1 เนาะဒီ H1 အရာကြတော့ဘာဖြစ်လဲဆိုရင်သူဒီတစ်ကနေတောက်ချောက်ကိုဆင်းလာနိုင်တယ်ဒါဆိုတာကျွန်တော်က H1 အရာတော့ဟုတ်ပြီအကြကိုစပြီးတော့ဆင်းနေပြီလို့ဒါတွေးလို့ရတယ်အဲ့တော့ဘယ်နေရာမှာပြန်သတိထားမယ်ဆိုခုနပြောတယ်ဘေးအမှတ်တွေเนาะသူက1ကနေစဆင်းလာတာဖြစ်တဲ့အတွက် base 1တနည်းအားဖြင့်ဒီဘန်းကိုထောက်တဲ့နေရာမှာတစ်ချက်သတိထားမယ်ပြီးရင် signal line ထောက်တဲ့နေရာပြီးရင်ဒီဘန်းနဲ့ page ထောက်တဲ့နေရာเนาะအခုဒီမှာကြည့်မယ်ဆိုတော့အများသောအားဖြင့်ဒီမှာဘန်းကလေးကိုလာထောက်တာများတယ်เนาะပြီးရင်ဒီမှာဘန်းနဲ့ page တချို့နေရာမှာ signal line အဲ့တော့အဲ့ဘေးအမှတ်ကလေးတွေကိုကျွန်တော်တို့ကသတိထားပြီးဒီနားလေးတွေကနေ continuation သွားနိုင်တယ်ဆိုတော့ကိုအနှိမ့်နေမှာပြန်ပြီးတော့ဒါသတိထားလို့ရတယ်ဘာကြောင့်လဲဆိုတချို့ time frame တွေမှာကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာနော် H1 အရာဒီကနေတော့ကြာလာတာမှန်တယ်ဒါပေမဲ့ဒီမှာဒီကနေပြီးဒါဘေးအမှတ်လေးတွေနော်ဒါကတော့ဒါ H1 မှာဘေးထောက်တဲ့အမှတ်ကလေးတွေနော်ဒီမှာဘေးအမှတ်ကလေးတွေနော် base 1လေးပေါ့တနည်းအားဖြင့်ဒီမှာအပါဘန်းကိုသူကပြန်နင်းပြီးရတော့မှ continuation ဆက်သွားမယ်ဆိုရင်သွားလို့ရတဲ့အမှတ်အဲ့တော့ဒီမှာ H1 မှာじゃသူက spike ကလေးထိုးသွားလို့ဒါဘာမှမသိတာလိုက်တာဒါပေမဲ့ M1 အရာကြည့်မယ်ဆိုရင်အဲ့ရွေ့သွားတဲ့အရွေ့ကြီးကဒီမှာနော်မနေမနော်ပြောရမှာဆိုပါတော့ကိုကဒီလိုနားကနေအယောင်းဝယ်လောက်ခဲ့တယ်ဒီမှာပင့်2000လောက်ရပြီအဲ့ဒီကနေပြန်တက်လာတာဒီမှာ1300လောက်ကိုပြန်တက်လာတယ်ပြောရရင်ဘယ်တော့မှမကြံတော့ဘူးတော့ဒါကျွန်တော်ကတော့ဒီလိုမျိုးဒီ M1 မှာကိုဆင်းပြီးတော့ကို scalping လဲလုပ်တယ်နော်ဒီ day လဲ trade လဲကြတော့ဒီလိုအရွေ့အသေးလေးတွေကအစားသတိမထားလို့ကမရအောင်အဲ့လိုအရွေ့အသေးလေးတွေကအစားသတိထားလိုက်မှပဲကိုအတွက်တရက်တာထိုင်ရကျိုးနေတာမဟုတ်ရင်ကြတော့ဘာဖြစ်လဲဆိုအမှ2000လောက်ရပြီးခါမှတမှာ1300လောက်ကြီးတက်လာတဲ့အချိန်မှာဘာမှမကြံတော့ဘူးပြီးအဲ့လိုမျိုးတွေမှာကြတော့ဘာဖြစ်လဲဆိုနှစ်ခါနာတာပေါ့နော်ဒီကနေတောက်လျှောက်ဆဲတဲ့အမြတ်ကိုလည်းကိုကရတဲ့တော့မရတဲ့အပြင်ဒီကနေတက်တဲ့အတက်ကြီးကိုလည်းမရအောင်နော်တခါလေးမှာဒီကနေပဲတောက်လျှောက်ကို continuation ကြီးတက်သွားတာမျိုးတွေလည်းဖြစ်သွားတတ်တာဆိုတော့နော်အဲ့လိုမျိုးလေးတွေတော့နော်ဒါကို
ကိုနဲ့ကိုက်ညီတဲ့ပုံစံလေးတွေနဲ့ကိုကအယောင်းပဲလုပ်လို့ရတယ်အဲ့တော့ H1 A4 ကိုကျွန်တော် trend အဖြစ်သတ်မှတ်တယ်เนาะ trend type ပဲအဲ့တော့ A1 A4 မှာဒီလို point ကနေရွေ့ပြီးဆိုရင်အရွေ့အားတာပြီဆိုရင်ဒါဆိုအကြဆင်းနိုင်တယ်ဒါဆိုအကြဆင်းမယ်ဒါဆိုအတက်သွားမယ်စသဖြင့်အဲ့လိုမျိုး H1 A4 ကအတက်သွားမယ်ဆိုလည်းအနေနေမှာဆဲတဲ့ဆိုင်ဘိုင်ကိုအဓိကဦးစားပေးလိုက်တယ်ဒီ A1 A4 မှာအကြဆင်းပြီဆိုလို့ရှိရင်လည်းဒါဘိုင်တဲ့ဆိုင်ဆဲကိုအဓိကဦးစားပေးလိုက်တယ်စသဖြင့်ဒီလိုမျိုးလေးနေတာ H1 A4 ကို trend time frame အရာပဲကြည့်လိုက်တာများတယ်နောက်ဆုံး H1 A4 လိုမျိုးမှာ over တွေ့ပြီဆိုရင်တော့အနေမှာမျက်တောင်မခတ်တန်းကိုစောင့်ကြည့်တယ်။ဘာကြောင့်လဲဆိုအဲ့လိုအရွေကြီးတွေကြတော့အားပါသွားတယ်တဲ့။ဒီလို time frame အမြင့်ငယ်အခုဒီလိုမျိုးကြီးတွေပေါ့။တော့ဒါဆိုတာ3 over ဖြစ်ပြီ။အဲ့တော့ H1 လိုမျိုးမှာ3 over ဖြစ်ပြီဆိုရင်သူဒီနောက်ဆုံးအနည်းဆုံးမရွေဘူးဆိုရင်တောင်မှသူဒီ level 50လောက်ထိတော့ရွေကောင်းရွေလာနိုင်တယ်ဆိုတော့ကိုတိထားတယ်။ဘာကြောင့်လဲဆိုရင်အရွေတစ်ခု continuation သွားတဲ့အမှတ်ဒီများသွားပြီဒီ level 50မှာပဲသွားတယ်။နောက်ဆုံးအားအရန်ကောင်းနေသေးတယ်ဆိုတော့သူဒီ signal line ကနေသွားနိုင်ရရှိတယ်ဒါကြောင့်ဒီမှာကြည့်လိုက်ရင်ဒီ signal line နားလေးမှာဒီမှာဈေးတန်းကပြန်ပြီးတော့တောက်လျှောက်ကျနေတဲ့ဒီမှာ3တိုင်ဇက်တိုက်ကျလာတဲ့ဈေးတန်းကเนาะဒီ signal line နားရောက်တော့မှဒီမှာအတက်တွေပြန်သွားတယ်ဒါကြောင့်ဒီနီးမှာဒီပေးထားတဲ့เนาะဒီ EMA လေးတွေကလကားထည့်ထားတာမဟုတ်ဘူးအဲ့နားလေးတွေရောက်တိုင်းမှာဈေးကွက်က reaction လေးတွေပေးတယ်လို့ဥပမာဒီမှာကြည့်မယ်ဆိုဒီမှာเนาะတောက်လျှောက်ဒီကနေပြီးတော့ကျလာတဲ့ဟာဒီမှာ signal line ကိုကွက်တီနင်းပြီးတော့ကို continuation သွားတယ်အဲ့ဒါမှာကွက်တီနင်းပြီးသွားတယ်မှာကွက်တီနင်းပြီးတော့ continuation သွားတယ်ဒီ EMA လေးတွေကိုကွက်တီနင်းပြီးတော့ကိုသွားတတ်တယ်เนาะဒါကြောင့်ပေးထားတဲ့ PDF လေးတွေဒီဈေးကွက်တကယ် reaction เนาะ action ပေးနိုင်တဲ့နေရာလေးတွေဒီမှာကြည့်မယ်ဆိုဒီမှာเนาะ spike ကွက်တီเนาะဒီ73 EMA လေးမှာ spike ကွက်တီထိုးပြီးတော့ continuation သွားတယ်ဒီမှာ73 EMA လေးကနေပဲ continuation သွားတယ်ဒီမှာ73ကနေပဲ continuation သွားလိုက်တယ်ဒါကဈေးတန်းကအရွေ့အရန်အားကောင်းနေတဲ့အတွက်เนาะဒီမှာ73ကနေပဲနော်ဒါကြောင့်ကိုကဒီ EMA လေးတွေကိုအသုံးချတတ်ရင်လည်းအရန်ကိုအကျိုးရှိရဆိုတာဒါကိုပြောတာအဲ့တော့အဲ့လိုမျိုး time frame အမြင့်ကြီးတွေမှာဒီအမှတ်တွေဖြစ်ပြီးဆိုရင်ဒါအနေနေမှာအရွေအားတာသွားတတ်တယ်လို့ဒါတွေးလို့ရတာဖြစ်တဲ့အတွက်အသေးချာစောင့်ကြည့်လိုက်တယ်စောင့်ကြည့်ပြီးတော့ဒါအယောင်ပဲလိုက်လုပ်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးဒါဒီ H1 A4 ကိုကျွန်တော် trend အဖြစ်သတ်မှတ်လိုက်ပြီးတဲ့နောက်မှာ M15 to M30 ပေါ့နော်အဲ့တော့15နဲ့30ကိုကျွန်တော်ဗာဖြစ်လဲဆိုရင် target time frame ပေါ့များသောအားဖြင့်နော်ဒီ day trading ကကြတော့15မိနစ်30အရာကြည်တာပို့ပြီးတော့အဆင်ပြေတယ်။ဒါပေမဲ့အခုဒီရက်ပိုင်းနေမှာကကြတော့ဈေးတန်းကအရန်ကိုတော့ဒီ trend ကအရန်အားကောင်းနေတော့ကြတော့9မိနစ်ကိုပါ target time frame ဖြစ်ယူလိုက်တယ်။အဲ့တော့9မိနစ်က15မိနစ်ကတော့ဒီမိနစ်30ရေကိုအဓိက target ထားပြီးကြည့်တယ်။ဘာကိုကြည့်လဲဆိုခုနပြောတဲ့ဒီ point တွေဘာဖြစ်နေတယ်ဆိုတော့ကြည့်တာ။အဲ့တော့ဥပမာမိနစ်30ကိုနော်တရက်တာဒီဈေးကွက်စပြီးတော့နော်ဒီချက်ရှိမှထိုင်ပြီးဆိုတာ ਨੇ ဥပမာမိနစ်30ဘာဖြစ်နေတယ်လဲ။နော်ဒီမှာ1နှစ်စပြီးတော့ဖြစ်ပြီးဆိုရင်အနေကိုတစ်ချက်သွားပြီးတော့ကြည့်လိုက်တယ်။ time frame အနေအရာနော်ဒီမိနစ်30အရာတော့တစ်တော့ဖြစ်နေတယ်ဒါပေမဲ့တစ်အမှတ်ဒီအရန်ကိုအားနေနေသေးတယ်ပြောရလို့ရှိရင်သူဒီတောက်လျှောက်ဆက်ပြီးတော့ရွေ့နေလို့ရသေးတယ်အခုမှသူကဘန်းကဖောင်းတဲ့အဆင့်ပဲ price line ကြီးကလည်းအပြင်မှာပဲရှိနေသေးတာဖြစ်တဲ့အတွက်နော်ဆက်ပြီးတော့သွားနေနိုင်သေးတယ်အဲ့လိုမျိုးအခြေအနေဖြစ်တဲ့အတွက်ဒါအနေနော်ဒီ15မိနစ်ကဘယ်လိုဖြစ်နေသလဲနောက်တစ်ခါအနေဖြစ်တယ်9မိနစ်ကဘယ်လိုဖြစ်နေသလဲ9မိနစ်ဆိုတော့မှနံပါတ်5လေးဖြစ်နေပြီဒါဆိုတာကြာနိုင်ကြီးရှိတယ်နော်9မိနစ်ကနံပါတ်5ဖြစ်ပြီဆိုကြတဲ့ကတော့ကြာဖို့အလားအလာတော်တော်လေးကောင်းနေပြီအဲ့တော့ဘန်းကလေးကလည်းကျင်းနေတယ်ဆိုတော့သူဒီဖောက်ထွက်မလားတစ်ချက်စောင့်ကြည့်ရမယ်နော်ဖောက်ထွက်ပြီးတော့ဒါတင်းနှစ်ပြန်ပြီးတော့တစ်ဖောင်းတက်သွားနိုင်တယ်မဖောက်တော့ဆိုတော့ဒါအကြာဆင်းပြီးဆိုတော့တည်နေတယ်အဲ့တော့ M1 ကိုတွက်ကြည့်လိုက်မယ်ဆိုတော့ M1 ကကြတော့ over လည်းဖြစ်နေပြီနော်အရန်ကို strong ဖြစ်နေအဲ့တော့ M1 အရာဒိနာလေးတွေမှာနော်ဒီမှာနည်းနည်းတော့ဒါလှည့်သွားသေးတယ်နောက်ကျတော့သူတစ်ဖောင်းတက်မယ်ဆိုတက်လို့ရတယ်နော်မတက်ဘူးဆိုကြတဲ့က over ဖြစ်နေပြီဆိုတဲ့အတွက်မတက်တော့ဘူးပြန်ဆင်းပြီဆိုကြတဲ့ကအကြလိုက်ဝင်လို့ရတယ်နော်ဒီအမြင့်ဆုံးကနေဖမ်းလို့ရရင်ရမယ်မရရင်တော့ဆိုဒီအမှတ်ကလေးဒီပေးထောက်တဲ့အမှတ်ကလေးကနေအကြဆင်းနိုင်တယ်အဲ့တော့ဒီမှာဒါဆိုလဲဒါပေတစ်ထောင်လောက်ကိုခဏလေးအတွင်းမှာရနိုင်တယ်အဲ့လိုကနေခုနပြောလို့ပဲ90နေရာမှာတစ်ချက်ပြန်သတိထားပေးလိုက်ရုံပဲเนาะဒီ90နေရာရောက်လို့မှသူစီဆက်ပြီးတော့မရွေ့တော့ဆိုတော့ဒါဘာဖြစ်မလဲဆိုတော့ကိုတည်နိုင်တယ်เนาะကိုနီးနဲ့ကိုကတော့ဒါเนาะအခုဒီမှာမိနစ်30အရာသွားခြင်းကြတော့အခြေမှတ်ဖြစ်နေပြီเนาะပေးစွမ်းဖြစ်နေပြီအဲ့အတွက်မိနစ်30အရာကခုနပြောလို့ပဲเนาะဒီ1နှစ်ကကြတော့ဒီမိနစ်30မှာကြည့်လိုက်တာအဲ့တော့မိနစ်30မှာ1နှစ်ဖြစ်နေတဲ့အတွက်ဒါအနှိမ့်တွေကိုစဉ်းကြည့်လိုက်တယ် M1 အရာအရန်လှလို့ဒါကြာနိုင်တယ်ထင်လို့ဆဲခဲ့လိုက်တယ်ဒါပေမဲ့အဲ့လိုလာရင်းနဲ့မှM1 ကခုနပြောတဲ့เนาะဒီ90 200 level เนาะတနည်းအားဖြင့် continuation သွားနိုင်တဲ့ level ကိုရောက်တဲ့အချိန်မှာတိုက်ဆိုင်ပဲဒီမှာ M13 ကလည်းဘေးအမှတ်ကိုရောက်နေပြီတနည်းအားဖြင့် base 1အဲ့တော့ M1 ဒီခုနဒီ90 200ကိုတောက်လျှောက်သူဒီဖောက်ပြီးတော့ trend change မ change တော့ဘာဖြစ်တော့မလဲဆိုသူဒီတောက်လျှောက်ဒါ continuation ပြန်သွားတော့မယ်เนาะအဲ့တော့ဒီမိနစ်30အရာလည်းဘေးအမှတ်ကိုရောက်နေတာဖြစ်တဲ့အတွက်မိနစ်30အရာလည်းသူဒီတောက်လျှောက်ကဒါ continuation သွားတော့မယ်ဆိုတာကိုအလွယ်တကူသိနိုင်တယ်เนาะဘာကြောင့်လဲဘေးအမှတ်ကနေအဲ့လိုမျိုးလေးတွေနဲ့ဒါသုံးသပ်လို့ရတယ်အဲ့တော့
M5 ကနေเนาะဒီ M50 M30 ကိုကြတော့ target time frame အနေနဲ့เนาะအဲ့ target time frame မှာဒီအမှတ်5မှတ်ဘာဖြစ်နေတယ်လဲပြီးရင်ခုနပတ်တန်เนาะပတ်တန်တွေကဘာဖြစ်နေအဲ့တော့ပတ်တန်အရာဘန်းဖောင်းနေစေဆိုရင်လေသတိထားလိုက်တယ်เนาะ1နှစ်ပဲရှိနေသေးတဲ့အတွက်ပြီးရင်ပတ်တန်အရာလည်း over ဖြစ်တယ် point တွေအရာလည်းเนาะမှာဒီဟို3 over တွေ5 over တွေဖြစ်တယ်ဆိုတော့ဒါတော်တော်လေးကို strong ဖြစ်သွားတယ်เนาะဒီလိုမျိုးလေးနဲ့အနှိမ့်မှာပြန်ပြီးတော့အမြင့်ဆုံးအမှတ်ကိုပြန်ဆောင်လိုက်တယ်ဒါကြောင့်ကျွန်တော်ညီဒီအမြင့်ဆုံးအနှိမ့်ဆုံးလေးကနေရတယ်ဆိုတာကိုပြောတာပို့ပြီးတော့ safe ဖြစ်တယ်เนาะပြီးတော့မှအဲ့ဒါ M1 ကတော့နောက်ဆုံး signal ပေါ့เนาะ entry signal အတွက်ကိုပဲအသုံးချတယ် M1 မှာကျွန်တော်ကပြောတယ်เนาะဒီ point တွေပါရဲ့ signal ကိုမယူတော့ဒီ target time frame တွေရဲ့9မိနစ်15မိနစ်30တွေမှာဖြစ်တဲ့ point တွေเนาะဒီ over တွေအရာ pattern တွေအရာ M1 မှာလည်းအဲ့အမှတ်လေးတွေကလှနေတယ်ဆိုတော့ဒါအယောင်းပဲလုပ်ဖြစ်လိုက်တယ်ဒီလိုမျိုးနဲ့ M1 ကတော့နောက်ဆုံးအဆင့် confine လုပ်လိုက်တဲ့အဆင့်ပေါ့နော်ပြီးရင်ခုနပြောတဲ့တစ်ခါလေးမှာ A4 ကနေကြည့်လိုက်တဲ့အချိန်မှာ A4 က90ကိုခွာနေတာမျိုးတွေဥပမာဒီမှာ A4 မှာအခုလိုမျိုးဒီလို90ကိုရောက်လာတယ်အဲ့တော့ဒီမှာ over ဖြစ်တာတော့မှန်တယ်ဒါကြောင့် over တစ်ဖောင်းကျလို့ရတယ်ဒါပေမဲ့သူဒီမှာမကျတော့ဘဲ90ကိုရောက်တဲ့အချိန်မှာဈေးက E သွားတယ်ဆိုတော့ဒီနားမှာသူကဆက်ပြီးတော့ကျမယ်ဆိုလဲကျလို့ရတယ်နော်ဒီ level 90ဒီ reset level ဖြစ်တယ်အဲ့နားမှာအမျိုးမျိုးလှည့်တတ်တယ်နော် price ဒီအဲ့ level 50 200နားကိုရောက်တိုင်းပြီးရင် level 50နဲ့200တွေကတ်ပြီးတော့ E တိုင်းမှာအရန်တတိထားရတယ်။ဘာကြောင့်လဲအဲ့ဒီနားမှာအရန်လှည့်တယ်။ကြပဲကြမလို့ continuation ပဲသွားမလို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ A4 လိုမျိုးမှာအခုဒီလိုနားမှာဘာဖြစ်တော့မယ်ဆိုတော့သုံးသက်ရခတ်သွားတယ်ဆိုရင်ကြတော့အဲ့လိုမျိုးမှာဆိုရင်တော့သူ့ထက်တစ်ခါပြန်ပြီးတော့မြင်တယ်။ day 1လိုမျိုးတွေ W1 လိုမျိုးတွေမှာပြန်ကြည့်အဲ့တော့ဒီမှာ day 1အရာကြည့်မယ်ဆိုလို့ရှိရင် day 1ဒီဘေးအမှတ်ကြီးဖြစ်နေတယ်။ဒါတစ်လိုပဲပြောကြိုက်တယ်လို့ပြောလို့ရတယ်เนาะပြဿနာမျိုးဒါအဲ့အမှတ်ကနေသူဒီတော့ချက်တော့မှာပေးထောက်တဲ့အတွက်ဒါလည်းအခြေမဲ့ကိုရောက်နေပြီအဲ့တော့ဒီအခြေမဲ့ကိုရောက်တဲ့အတွက်ဒါဒီအနှိမ့်တွေကိုပြန်ပြီးစဉ်းကြည့်လိုက်တယ်အနှိမ့်တွေမှာဆက်ပြီးတော့စဉ်းနိုင်ရရှိလားမရှိလားအနှိမ့်တွေအရာဆက်ပြီးတော့မစဉ်းနိုင်တော့ဘူးဆိုတော့ဒါတောက်လျှောက်ကသူဒီအတက်ကို continuation ဆက်သွားမယ်ဆိုတော့တည်နိုင်တယ်အဲ့တော့မှာ M15 ကိုသွားကြည့်ရင် over ဖြစ်နေပြီဓမ္မကလေးကဒါ M15 မှာကြည့်လိုက်တာနဲ့ကိုအချက်ပြတော်တော်လေးလှနေပြီအဲ့တော့ M5 ကိုသွားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ M5 မှာဓမ္မကလေးက over ဖြစ်နေပြီ90အောက်ကိုလည်းရောက်ပြီးဘန်လဲကျင်းနေပြီဆိုတောက်လျှောက်တာအတက်ကိုသွားတော့မယ်ဆိုတော့တီးနိုင်တယ်အဲ့တော့ဒီနားမှာဆိုလဲဒါပြောရရင် M15 အရာကြည့်မယ်ဆိုတာဒီတိုင်းကြည့်ရင်ကျတော့ကြည့်ရခက်တယ်ပေါ့နော်ဟိုဘယ်အမှတ်ဒီ1လဲဘယ်အမှတ်ဒီ2လဲဒါဆိုလဲ screenshot ရိုက်လိုက်လို့ရတယ်နော်မှာ screenshot လေးယူလိုက်မယ် screenshot ယူမယ်ပြီးရင်အဲ့ screenshot လေးကိုဒါပြောင်းပြန်လေးလှန်ကြည့်လိုက်ရုံပဲဟိုမှာ edit ရှိမယ်နော် edit မှာဒီ horizontal နဲ့သွားပြီးလှန်လို့မရအောင်နော်ဒီ vertical ပဲပြောင်းပြန်လှန်မှာပြောင်းပြန်လှန်လိုက်ဒီမှာကျတော့မြင်သာသွားပြီဒီမှာတစ်အမှတ်ကလေးဖြစ်တဲ့တစ်အခြေကလေးကနေနှစ်ကိုသွားဖို့ကြိုးစားတယ်ဘန်းကိုပြန်ပြီးတော့မဖောင်းနိုင်တော့ဘူးเนาะအဲ့တော့ဒီမှာနှစ်ကနေပြီးတော့တောက်လျှောက်သူစီဆင်းဖို့ကြိုးစားတယ်ပေတကြောလေးမှာနှစ်အခြေပြန်ဖြစ်တယ်ပြန်ပြီးတက်လာတယ်3ကိုတက်လာတယ်အဲ့တော့ဒီမှာဆိုလဲဒါပြောရရင်ဒီ3ဒီမှာဘန်းကကျန်နေတော့မှရှိတယ်အဲ့လိုမျိုးဆိုတော့เนาะသတိထားတယ်ဘာကြောင့်လဲဆိုသူဒီအပဘန်းအထိရောက်တဲ့အထိလည်းတက်လာနိုင်တယ်လို့ဒီကနေပဲကျင်းတဲ့အထိကိုတအီနဲ့အများကြီးပို့ပြီးဒီတစ်နှစ်ထက်ကိုပို့ပြီးတော့လည်းတက်သွားနိုင်တယ်ဒီလိုမျိုးဘန်းတွေကျန်နေတော့ဒါသတိထားတယ်အဲ့လိုမှမဟုတ်တော့ဘဲနဲ့ကြပြီဆိုရင်လည်းအနှိမ့်နေမှာသွားကြည့်ရင်ဒီနောက်ဆုံးဒီလိုအနေထားမျိုးမှာဒါဒီ15မိနစ်30ဆိုပါတော့เนาะအဲ့လိုမျိုးဆိုတော့အဲ့အတွက်သူ့အနေထားအရဆက်ပြီးတော့လေဒါကြီးကတက်သွားလို့ရတယ်မတက်ဘူးဆိုလည်းဒီ signal line လေးကနေကျလို့ရတယ်အဲ့တော့တက်မလားကျမလားကျတော့ဘာမှပြောလို့မရအောင်เนาะသူအခြေအနေနှမျိုးလုံးဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးအနေထားမှာနောက်ဆုံးအဆုံးသက်ဒီခုနပြောတဲ့เนาะ entry signal time frame ဖြစ်တဲ့ M1 ကိုသွားကြည့်ရင်အပြည့်ထွက်တယ်เนาะ M1 မှာအဲ့လိုတက်လာနေရင်ဒီနားလေးရောက်တဲ့အချိန်မှာ M1 ကလည်း over လေးဖြစ်သွားနေသလားဒါဆိုတေချာပေါက်ကြောက်ဖို့များပြီ။ဘာလို့လဲ M1 က over ဖြစ်ပြီဆိုတဲ့အတွက်သူဒီဆက်တက်ဖို့မလွယ်တော့ဘူး။ဒါဆိုပြီးเนาะဒါကြောင့် multi time frame analyze လုပ်တာကပို့ပြီးတော့တိကျတယ်ဆိုတော့ဒါကိုပြောတချို့ကမဟုတ်ဘူး multi time frame analyze လုပ်တာခက်တယ်ပေါ့နော်။ပြီးရင်ရှုပ်တယ် noise တွေများတယ်တကယ်တော့မဟုတ်ပါဘူးเนาะ multi time frame analyze လုပ်တယ်ဆိုတာ time frame များများကြည့်နိုင်လေပို့ပြီးတိကျလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ဒီ time frame တွေအကုန်လုံးကတစ်ခုနဲ့တစ်ခုဆက်နေတာ။เนาะဆက်မှုရှိနေတာ။အဲ့ဒီအတွက်ဥပမာဟိုတနေ့ကပြောလို့ပေါ့เนาะtime frame အမြင့်ကဘယ်လောက်ပဲအနှိမ့်ကိုလွှမ်းမိုးပါတယ်ပြောအနှိမ့်ရဲ့အရွေ့စမှသာလျင်ဒီအမြင့်တွေကလိုက်ရွေ့ရတာเนาะဒီအမြင့်ကြီးအရာဘယ်လောက်ပဲ down trend ကြီးဆင်းနေပါစေဒီလိုနားကနေအနှိမ့်ကတောက်လျှောက်ပြန်တက်သွားနိုင်တယ်။ဘာကြောင့်လဲဆို level 50ကိုမကျော်နေဘူး။အဲ့အတွက်အဲ့ဒီကနေအနှိမ့်နေဒီတောက်လျှောက်အတက်ကိုသွားရင်သူဒီတောက်လျှောက်ပြန်တက်ပြီးရမှာဘယ်လောက်ပဲသူဒီနံပါတ်5ကြီးဖြစ်နေပါစေသဘောတခုပြောပြတာပေါ့เนาะအဲ့တော့အဲ့လို3ကနေဒီမှာတောက်လျှောက်ပြန်ဆင်းလာတယ်3အခြေမှဖြစ်တယ်ဒီမှာ4တွေเนาะနှစ်ခါ3ခါဒီမှာဆို3ခါတောင်ဖြစ်သွားတယ်4အခြေကနေဒီမှာ9ဖြစ်သွားတယ်အဲ့တော့ဒီမှာဘန်းကိုဖောက်ထွက်တယ်ဆိုတော့ကျွန်တော်ကသတိထားရတော့မယ်ဘန်းကလေးကတော့အရန်လှနေတယ် over လည်းဖြစ်နေပြီဘန်းလည်းကြည့်ပြီဒါပေမဲ့ဘာဖြစ်လဲဆိုဘန်းကိုဖောက်ထွက်သွားတယ်အဲ့လိုဖောက်ထွက်ပြီးသူဒီတစ်နှစ်ဒီအများကြီးဆက်ပြီးတော့တဖောင်းသွားနိုင်တယ်မသွားတော့ဘူးဘန်းကလည်းဆက်မဖောင်းတော့ဘူးအထက်ကိုပြန်ဝင်လာပြီဆိုတော့ဒီနားလေးမှာတောက်လျှောက်သူကြီးအကြဆင်းတော့မယ်ဆိုတော့အလွယ်တကူသိနိုင်တယ်ပုံမှန်အတိုင်းဆိုတော့အတက်ကိုသွားတော့မယ်ဆိုတော့ဒီအမှတ်မှာသိနိုင်တယ်ဒါကြောင့်ကိုကဟိုကြည့်ပါများရင်ခုနကပြောတစ်ဖက်ကိုပဲမြင်တော့တာတစ်ဖက်ကိုပဲမြင်ပြီးရဲ့နောက်မှာတစ်ဖက်ကိုမမြင်တော့ဘူးဖြစ်တတ်တယ်အဲ့တော့ဒီတိုင်းဆိုရင်တော့ဘာမှမသိတော့ဘူးဒါကြောင့်ပြောင်းပြန်နိုင်ကြည့်လိုက်ရင်ကျတော့တရားကနေတောက်လျှောက်တက်ပြီးဆိုတော့
ကွက်ကွက်ပုံငင်းကြီးထင်းထင်းရှားရှားကြီးမြင်နိုင်တယ်ဒါကြောင့်ဒီမှာအနေဆုံးကနေပိုင်ထားခဲ့လိုက်ရုံပဲပြီးရင်ခုနပြောတဲ့ဒီ90မကျော်တဲ့အမှတ်လေးမှာတစ်ချက်ပြန်သတိထားပေးလိုက်ရုံပဲဒီလိုမျိုးလေးနဲ့ဒါသွားလို့ရတယ်အဲ့တော့ဒါဒီဒီ point 5 point ရဲ့သဘောတရားပဲအရန်ကိုလွယ်ကူတဲ့ရိုးရှင်းတယ်နော်ဒီ point 5 point လုံးဒီလေဒီ pattern ထဲမှာပဲဖြစ်ပေါ်တာနော်ဒီ pattern ဆိုတာကလည်းပြောရရင်ဈေးကွက်မှာရွေ့နေတဲ့အရွေ့ကိုပဲကိုစားပြုတာတနည်းအားဖြင့် market maker တွေရဲ့ pattern နော် market maker တွေဒီဈေးတန်းတစ်ခုမရွေ့ခင်မှာပြီးတော့မှနော် order တွေကိုမျှရတယ်နော်တက်ပြလိုက်ကြပြလိုက်တက်ပြလိုက်ကြပြတနည်းအားဖြင့်နော်ကျွန်တော်ဒီတချို့နော်ဒီ pattern တော့ candlestick pattern တွေနဲ့ trade တဲ့လူတွေဆိုရင် bout trade ပေါ့နော်တနည်းအားဖြင့်ဒီဈေးနေတဲ့နေရာမျိုးတွေမှာဆိုတော့ပေါက်ကလေးတွေဆွဲလိုက်တယ်ပေါ့အဲ့တော့ဒီမှာပေါက်ကိုဆွဲလိုက်တယ်အဲ့ဒီပေါက်ကနေဒါဒီဈေးတန်းဒီဟလာဖောက်ထွက်မလားမထွက်ဘူးလားနော်တနည်းအားဖြင့်ဒါတချို့ support resistance သမားတွေလည်းဒါဇုံအဖြစ်သတ်မှတ်တယ်အဲ့တော့ဒီလိုမျိုးဒါဈေးနေရာကနေသူဒီဖောက်ထွက်ပြီးဆိုရင်တော့ဒါတက်နိုင်နေဆိုပြီးတော့လိုက်ပိုင်ကြတာနော်ဒီသဘောတရားနဲ့အတူတူပဲအဲ့တော့အဲ့လိုမျိုးဈေးရဲ့ကာလာတွေကြည့်လိုက်လို့ရှိရင်များသွားပြီပါပြီဆို TTI မှာကျတော့ဘန်းကကျင်းနေတဲ့ကာလာတွေအဲ့တော့အဲ့လိုမျိုးဘန်းကျင်းနေပြီဆိုတာအရွေကြီးတစ်ဖက်ဘက်ကိုလာတော့မယ်ဆိုတော့သိနိုင်တယ်အဲ့လိုမျိုးနေရာမှာနော်ဒီ market maker တွေကမြားတာတက်ပြလိုက်ကြပြလိုက်ဆိုတော့တချို့ကလည်းတက်မယ်ပိုင်ကြတယ်တချို့ကလည်းကြမယ်ဆဲကြတယ်အဲ့လိုကနေမှနောက်ဆုံးနော်သူတို့လိုချင်တဲ့ပမာဏတစ်ခုရောက်ပြီဆိုသူတို့ဘယ်ဘက်ကိုရွေးရင်တော့ပို့ပြီးတော့အမြတ်ရမှာလဲနော်သူတို့အမြတ်ရမယ်ထင်တဲ့ဘက်ကိုရွေးလိုက်တော့တာအဲ့လိုမျိုးကနေမှဖောက်ထွက်သွားတယ်ဆိုလဲဒါတက်ပြီးဆိုပြီးလိုက်ပိုင်းကြတာနော်ဒီသဘောတရားပဲအဲ့တော့ဒီ pattern ဒီလဲနော်ဒီလိုမျိုးတကယ်ဒီ market ရဲ့နော် fundamental movement pattern လို့ပြောလို့ရတယ်နော်တကယ်အခြေခံကြတဲ့ market အရွေး pattern candlestick pattern ကိုပြောတာမဟုတ်ဘူးเนาะ candlestick pattern ဒီ candle ရဲ့ formation ဟိုက candle လေးတွေမှာဒီနာမဒီမှာ M ပုံစံလေးဖြစ်နေတဲ့အတွက်ဒါ M pattern formation ဆိုပြီးဒါကကြတော့ဒီလို candlestick ရဲ့ pattern ကိုသွားတာเนาะဒီကျွန်တော်ရဲ့ AGM pattern ကကြတော့ candlestick pattern မဟုတ်ဘူးတနည်းအားဖြင့် market movement pattern เนาะတကယ် fundamental ကြတဲ့ဈေးကွက်ရဲ့အရွေးသဘောတရားပေါ်မှာအခြေခံထားတဲ့ market movement pattern เนาะ candlestick pattern တွေလို့မဟုတ်ဘူးเนาะ candlestick ကကြတော့သူ့ရဲ့ pattern formation India M ဖြစ်နေ M W ဖြစ်နေ W head and shoulder เนาะ butterfly စသဖြင့်ဒီလိုမျိုးလေးတွေနဲ့သွားကြတာနော်အဲ့တော့မတူညီတဲ့နီးတွေဆိုပေမဲ့လည်းဒီ point အကုန်လုံးဒီ pattern ထဲမှာပဲဖြစ်တယ်နော်အဲ့တော့အဲ့ pattern လေးကိုကနော်ဒီ point နဲ့တွဲပြီးတော့ကြည်ချင်းအဖြစ်ပို့ပြီးတော့ strong ဖြစ်လာတယ်နော်ဟိုရက်က pattern အတိုင်းလေးတစ်ခုလဲဆိုရင်တိတ်ပြီး strong မဖြစ်ဥပမာအဖြစ်ပြောရလို့ရှိရင်ဒီလိုနားတွေမှာကလေးကမှ90အပေါ်ရောက်နေပြီအဲ့တော့ဒီနားကပဲလိုက်ပြီးတော့10ရတော့မှာလို့ဒါမှမဟုတ်ဒီအမှတ်ကလေးကပဲ10ရတော့မှာလို့နော်ဒီလိုမျိုးလေးတွေဖြစ်သွားတတ်တယ်နော်ပြီးရင်တချို့နေရာလေးမှာဆိုပို့ပြီးတော့နော်ဒီဟိုတွေးရခတ်တာပေါ့ဟိုမှာဒီနားမှာပဲဒါဆဲလို့ရပြီလို့ဒီမှာပဲဆဲရတော့မှာလို့ဒါပေမဲ့ဒီ point နဲ့ပြန်တွဲလိုက်ရင်တော့ဒါကဘာ point ရှိတယ်နော်ဘယ်နာကနေဆိုသူကြီးကြပြီအခုဒီမှာတက်နေတော့ဆိုလို့ရှိရင်ဒါဘယ်နာတွေကနေလိုက်ပြီးအယောင်းဝယ်လောက်ရမယ်ဆိုတော့မသေးချာအဲ့တော့ pattern တော့မဖြစ်သေးဘူးနော်ဒီ pattern မဖြစ်သေးပြီမဲ့ကျွန်တော်က point ကိုနားလဲသွားပြီဆိုဘာဖြစ်လဲဆို pattern အခုဒီမှာဆိုတာနော်ဒီကျဲတဲ့အဆင့်ပဲရှိသေးတယ်သူဒီကြာကောင်းလဲကြာနိုင်တယ်မကြာနိုင်လည်းမကြောက်ဘာဒီ pattern တစ်ခုလေဆိုဒီနားတွေမှာဘာမှလိုက်လို့မရတော့ဒါပေမဲ့ဒီ point နဲ့တွဲလိုက်ကြတော့ဒီမှာဒါတော့နှစ်တော့ဖြစ်သွားပြီပဲနော်ကြာနိုင်တယ်ဆဲလို့ရလာတယ်အဲ့လိုဆဲရင်းနဲ့မှာသူဒီ page တကြောကိုရောက်တယ်မကြောတော့ဆိုတာအဲ့ဒါမှ page 2ဖြစ်နေပြီပဲဒါဆိုမကြတော့တော့ကိုနေလို့ရှင်းသွားနိုင်တော့မလားစသဖြင့်ဒီလိုမျိုးတွေပြန်ပြီးတော့မြင်လာတယ်အဲ့တော့တော့ဒီ pattern ကိုနားလည်ပြီးတဲ့နောက် point ကိုလည်းနားလည်ပြီးဆိုရင် scalping လိုက်လို့ရတယ်နော်အဲ့တော့ဒီမှာ page 2အဲ့တော့ဒီနားကနေသူဒီတောက်လျှောက်လဲကြာကောင်းကြာနိုင်တယ်နော်တက်ကောင်းတဲ့တက်မယ်ဒါတွေကိုကျွန်တော်ကမသိနိုင်ဘူးနော်ဒါကြောင့်ဒီ forex ကနော်ဒီနှစ်ဖက်လုံးကိုကျွန်တော်ကတွေးပေးရတယ်ဒီနားသူတက်မလားကြာမလားအဲ့ဒီအတွက်ဘာဖြစ်မလဲနောက်ဆုံးအဆုံးသက်ဒီ M1 ပဲ M1 ဒီအခြေခံပဲနော် M1 အရာတမှာကြည့်မယ်ကြတော့ over ဖြစ်နေပြီအရန်ကိုလွယ်လုံးအားကြည့်တယ်နော်ဒီနီးလေးဒီနီးမှာဒါကြောင့်ဒီ pattern နဲ့ point ကိုတွဲဆော်နိုင်ရင်အရန်လွယ်အဲ့တော့ခုနကတော့က M13 အရာကတော့ဘာမှမသိနေဘူးနော်သူဒီကနေပြီးတော့ကြာကောင်းလဲကြာလာနိုင်တယ်လို့ပေးထောက်ပြောလဲတက်ကောင်းလဲတက်နေနိုင်တယ်ပြောရခက်သေးတယ်ဒါပေမဲ့နောက်ဆုံးအဆုံးသက်ဖြစ်တဲ့ဒီအနှိမ့်တွေကိုလည်းတစ်ဆင့်ဆင့်သွားကြည့်လို့ရအနှိမ့်အရာဆိုလည်းဒီမှာကြည့်မယ်ဆိုလည်းဒါတော့ဒီမှာတော့နည်းနည်းပြောရခက်တယ်ပေါ့နော်သူက over လည်းဖြစ်နေပြီဘန်းကိုလည်းဖောက်ထွက်နေပြီးတော့ဆက်ပဲကြာမှာတော့သူအရာလည်းဘာမှပြောလို့မရသေးဘူး M5 အရာကြည့်မယ်ဆိုပြန်တော့လေဒီမှာဘန်းကြီးကဖောင်းနေသေးပဲဒါပေမဲ့ M5 အရာကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာဒီနည်းနည်းတော့ပြန်ပြီးတည်သားလာတယ်။နော်သူဒီဒါအခြေမှတ်လို့ပြောလို့ရတယ်။တနည်းအားဖြင့်ဒါ page 3လို့ပြောလို့ရတယ်။အဲ့တော့ page 3ကနေသူဒီတောက်လျှောက်ဒီဘန်းကိုဖောက်ဆင်းမစင်းဘူးဆိုတာအတက်ပြန်လာနိုင်တယ်။အဲ့တော့ဒီနားမှာလည်းသူဒီဘန်းကိုထိတဲ့အချိန်မှာဆက်ပြီးတော့လည်းဖောက်ဆင်းမလားမဆင်းမလားပြောလို့မရသေးဘူး။ဒါပေမဲ့ဒါမှဘာဖြစ်လဲဆိုရင်ပြန်ပြီးတော့ထောက်သွားတယ်။နော် signal အဲ့တော့ဒီကောင်ကိုပြောင်းပြန် screenshot ရိုက်ပြီးတော့ပြောင်းပြန်လှမ်းကြည့်နေဒါတွေက second point ပြန်ဖြစ်တာကိုတွေ့ရလိမ့်မယ်။ထားပါတော့နော်။အဲ့တော့ဒီမှာ M5 အရာလည်းဒါတွေက second point တော့ဖြစ်ပြီ။ဒါပေမဲ့လည်းမတိတာသေးဘူးဆိုတော့နော်။ဒါပေမဲ့နောက်ဆုံးအဆင့်ဘာဖြစ်လဲ M1 အရာကြတော့ over ဖြစ်သွားတယ်။အရန်တိတာသွားပြီဒါဆိုရင်တော့တောက်ချောက်တက်ဖို့များသွားပြီလိုက်ပြီးတော့ဘိုင်းလိုက်ရုံပဲအဲ့တော့ဒီလိုမျိုးလေးတွေတွဲဆော်ခြင်းအပြင်ပို့ပြီးတော့တိကျလာတယ်နော် pattern တစ်ခုတည်းဆိုရင်ကြတော့တိကျမှုနည်းနည်းအားနည်းတယ်ဒါပေမဲ့ point နဲ့တွဲဆော်ရင်ကြတော့ pattern မဖြစ်သေးရင်တော့မှကျွန်တော်တို့ကအရွေးနော်ဒီဂျားတဲ့ကအသေးလေးတွေကစားလိုက်ပြီးတော့ scalping လုပ်လို့ရတယ်နော်ဒီနီးကိုတွေကကျွန်တော်ကနော်ဒီ M1 ကနေစပြီးတော့ကြိုက်တဲ့ time frame လားကြိုက်တဲ့ currency လားနော် scalping
day trading swing position အကုန်လုံးဆော့လို့ရအောင်ကိုအချင်းချင်းနော် refine လုပ်ထားတာဖြစ်တဲ့အရင်ကိုတိကျတယ်ရိုးရှင်းတယ်နော်မတူညီတဲ့နီးသုံးမျိုးရှိတယ်ဆိုပေမဲ့လည်းတစ်မျိုးတည်းကိုကင်ဆော့နေရတယ်လို့ဖြစ်တဲ့အတွက်ပို့ပြီးတော့ကိုနော်လွယ်ကူသွားတယ်အဲ့တော့ဒါကတော့ဒီ point 5 point ရဲ့အကြောင်းလေးပဲเนาะဒီလောက်ဆိုရင်လည်းတော်တော်လေးကိုနားလည်မယ်လို့ထင်တယ်เนาะကျန်တဲ့ဈေးကွက်သုံးသက်ပုံသုံးသက်နေအယူအဆเนาะဒီမှာတော့မှဒါအယူအဆလေးတော်တော်လေးတော့ပြောပြသွားတယ်เนาะတကယ်ထပ်ပြီးတော့เนาะဒီဈေးကွက်အယူအဆလေးတွေเนาะဒီဆောင်ရန်ရှောင်ရန်လေးတွေကိုနောက်ပိုင်းမှာပဲเนาะနောက်ပိုင်းဗီဒီယိုလေးတွေမှာပြန်ပြီးတော့ဖြည့်ဆွက်ပြီးတော့ပြောပြသွားမယ်เนาะဒီလောက်ဆိုရင်တော့ဒါအားလုံးပဲဒီ5 reversal point နဲ့ပတ်သက်လို့သိရှိနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကတော့ forex trading system အသစ်တစ်ခုဖြစ်တဲ့ Shahanda forex trading system ရဲ့ creator အောင်သူဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်